အရင်ဆုံးနာမယ်ယခုဒါယောဂီတော်တရားမထိုင်တဲ့အောင်အရင်ဆုံးဘုံဘုံကရှင်းပြမယ်အဲ့ဒါကိုသဘောပေါက်သိချာလေးနာမယ်နာပြီးတော့မှတရားထိုင်မယ်ပြီးတော့မှတရားထိုင်ရင်လည်းဖြည်းဖြည်းချင်းလေးပြောပြသွားမယ်ယခုဒါယောဂီတော်တရားထိုင်နေဆိုတော့ဒိဋ္ဌိပြုတ်ဖို့တဲ့တချို့ကပြောကြတယ်ဖြုတ်เสียဒိဋ္ဌိဘယ်မှာရှိလို့တော့ဖရာတကယ်ကပရမတ်တရားတွေပဲတကယ်တော့မှန်တယ်ဖြုတ်เสียဒိဋ္ဌိကိုမရှိတာဒိဋ္ဌိဆိုပြီးတော့ကတ်နေတာမရှိဘူးငန်းဆိုတာမရှိဘူးဒါပေမဲ့ထင်နေတာတော့ရှိတယ်ဘလို့ထင်တာတော့သူတစ်ပါးလောက်တာကိုငန်းလောက်တယ်လို့ထင်တဲ့ပြဿနာရှိအထင်ပဲရှိတာတကယ် really တော့ဒိဋ္ဌိဆိုတဲ့အကောင်ကြီးတစ်ကောင်မရှိဘူးဒါဖြင့်ယောဂီတော်ကခန္ဓာကိုယ်ကြီးလောက်သမျှငန်းလောက်တယ်လို့ထင်တာပြီးတော့ဒီခန္ဓာကိုယ်ထဲမှာလေပစ္စည်းပေါင်းမြောက်များစွာကရိယာပေါင်းမြောက်များစွာယုတ်ကရိယာနံကရိယာပေါင်းမြောက်များစွာပေါင်းစည်းထားတော့အဲ့ဒါကိုတဦးတယောက်လေးလို့ထင်ပြီးတော့ငန်လို့ထင်တာဒါကြောင့်ယောဂီတော်ခန္ဓာကိုယ်ကြီးကိုပေါင်းစည်းထားတာကိုပြန်လေဖြိုခွဲပြရမယ်ပေါင်းစည်းထားတဲ့ခန္ဓာကိုယ်ကြီးကိုတပါးချင်းယောဂီတော်သိကိုသိရမယ်မသိရင်မလွယ်ဘူးဘုံဘုံတော်ယောဂီတော်ဒီတလုံးတပါဒကြားယုံမျှဖြင့်တရားရနိုင်တဲ့ပုဂ္ဂိုလ်စရင်ထိမှမပါဘူးမပါတော့ဇာတိကအရိယာတွေလိုတော့တလုံးတပါဒဟောလိုက်တာနဲ့ရတဲ့အထိမပါဘူးဒါကြောင့်တလုံးရှင်းသိမှရမယ်တပါဒရှင်းသိမှရမယ်တပိုက်ရှင်းသိမှရမယ်ကိုသိတဲ့အသည့်ဒီလည်းပဲဇာနဲ့ပင်နဲ့လေးကိတ်ညီနေရမယ်ဇာတိမှာပါတဲ့ယုတ်တရားဖြစ်ရမယ်ဇာတိမှာပါတဲ့နံတရားဖြစ်ရမယ်ဘုရားရှင်ကြည်ခိုင်းရှုခိုင်းတဲ့ယုတ်နံဖြစ်ရမယ်ဘုရားရှင်ကြည်နီးပေးထားတဲ့မဂ္ဂင်၈ပါးနဲ့နေကြည်ရမယ်ဒါဖြင့်ယောဂီတော်ရဲ့ခန္ဓာထဲမှာပစ္စည်းကရိယာပေါင်းမြောက်များစွာကိုပေါင်းစည်းထားတယ်ဒါပေမဲ့ယောဂီတော်ရဲ့မျက်လုံးထဲမှာတယောက်တည်းလိုပဲမြင်တယ်တခုတည်းလိုပဲမြင်တယ်တဦးတည်းလိုပဲမြင်တယ်အဲ့ဒါဒီဒိဋ္ဌိကိုဖြစ်စေတဲ့အကြောင်းပဲပညာကိုဖြစ်စေတဲ့အကြောင်းပဲဒါကြောင့်ယောဂီတော်ဘုန်းဘုန်းတော်ယောဂီတော်ကိုသင်ပေးတဲ့အခါမှာတလုံးရှင်းတပါးရှင်းသင်ပေးမယ်အဲ့ဒီလိုတပါးရှင်းမြင်ဖို့လိုလားဖယားဆိုရင်မမြင်လို့ယခုထိယောဂီတော်ဒိဋ္ဌိမပြုတ်သေးတာဒီလိုပဲပြောရမယ်ပေါ့ဒါဖြင့်ခန္ဓာကိုယ်ကြီးကိုရုပ်တွေမြောက်များစွာနဲ့တိဆောက်ထားတဲ့နာမ်တွေမြောက်များစွာနဲ့တိဆောက်ထားတယ်အဲ့ဒါကိုကွယ်ပြားမြင်သွားရင်ပြီးတော့ယောဂီတော်ကအဲ့ဒီရုပ်တစ်ပါးရှင်းကိုတစိမ့်စိမ့်ကြည့်မယ်ဆိုရင်ဟောဒီကောင်ကဒီလိုလုပ်ပါလားဟောကောင်ကဟောလိုလုပ်ပါလားလို့ကွယ်ပြားသိသွားမယ်ဆိုရင်အဲ့ဒါယောဂီတော်ဒိဋ္ဌိကပြုတ်မှသိကြတယ်ဘာဖြစ်လို့ပထမငန်လို့ထင်တာငန်လို့မထင်တော့ဘူးလေယောဂီတော်ရိုးပဲစဉ်းစားကြည့်ခုဒါဒိဋ္ဌိပြုတ်တရားမဟုတ်သေးဘူးသွားမဲ့လမ်းကြောင်းလေးကိုခင်းပြမျက်လုံးမိုက်ထိုင်နေလို့ယောဂီတော်မပြုတ်ဘူးယောဂီတော်မျက်လုံးမိုက်ထိုင်နေလို့မပြုတ်ဘူးပြုတ်စေတဲ့အကြောင်းကိုလုပ်ရင်ပြုတ်မယ်မလုပ်ရင်မပြုတ်ဘူးဒါဖြင့်ယောဂီတော်အဲ့ဒီမှာဒိဋ္ဌိပြုတ်စေတဲ့အကြောင်းကတော့ယောဂီတော်ခန္ဓာထဲမှာရုပ်တွေမြောက်များစွာနာမ်တွေမြောက်များစွာနဲ့တိဆောက်ထားလေတော့အဲ့ဒီရုပ်နာမ်တို့ရဲ့တပါးရှင်းလက္ခဏာကိစ္စဓာရီကိုမြင်မှလက္ခဏာမှလေတာမညာလက္ခဏာသဘာဝလက္ခဏာဓာရီကိုမြင်မှယောဂီတို့ဒိဋ္ဌိဆိုတာပြုတ်လိုက်မယ်ဆိုပါစို့ပစ္စည်းခုံတစ်လုံးဆိုပါစို့ဒီတိုင်းကြည့်ရင်တော့ဘာမှမသိတဲ့လူကခုံလိုပဲသိအဲ့ဒါကိုတခုချင်းဖြောက်ပြတော့မှဩဒါကဒီလိုထောက်ပံ့ထားလို့ဟိုဘက်ကဟိုလိုထောက်ပံ့ထားလို့ခုံဆိုတာဖြစ်ပေါ်နေပါရော့လားအဲ့ဒီလိုမြင်တော့မှခုံအကြောင်းနဲ့ပတ်သက်လို့အကုန်လုံးသဘောပေါက်သွားမယ်ယခုလည်းပဲယောဂီတော့တခုချင်းဖြုတ်ပြမှဒီကောင်ကဒီလိုလုပ်တာဟိုကောင်ကဟိုလိုလုပ်တာဒါကြောင့်ဒီလိုဖြစ်နေတာလို့မြင်မှ
ယောဂီတော့ထင်နေတဲ့အထင်ပြုတ်မှထင်နေတဲ့ဒိဋ္ဌိအထင်ပြုတ်မှအဲ့ဒါဘုံဘုံတော့သွားမဲ့လမ်းကြောင်းဒါကြောင့်ယောဂီတို့ကတပါးရှင်းသွားရတယ်ဒါတပါးရှင်းဘာဖြစ်လို့ပြောနေရတယ်လဲဆိုတော့ပြောရခြင်းရဲ့ရည်ရွယ်ချက်ပြီးတော့ယောဂီတို့ကသင်ပေးတဲ့အခါမှာအနိစ္စတွေဘာတွေကိုနောက်ဆုံးမှပြောမယ်သဘာဝလက္ခဏာကိုမသိဘဲနဲ့အနိစ္စလက္ခဏာတင်ရင်လည်းပဲယောဂီတို့ကိုဘယ်လိုပြောမလို့စားမပါတဲ့ဟင်းလိုဖြစ်နေလိမ့်မယ်ငပိမပါတဲ့ဟင်းလိုဖြစ်နေလိမ့်မယ်ဘာမှတဲ့အယတ္တတွေ့မှာမဟုတ်ဘူးယခုလည်းပဲသဘာဝလက္ခဏာကိုမသိဘဲနဲ့တာမညလက္ခဏာအနိစ္စဒုက္ခအနတ္တသွားတင်ရင်တင်တာပဲရှိမယ်တကယ်ငြင်းငွေတဲ့စိတ်ငြင်းငွေတဲ့ဉာဏ်ဖြစ်ဖို့မလွယ်ဘူးဒီခန္ဓာကိုယ်ကြီးပေါ်မှာတကယ်မငြင်းငွေဘူးငြင်းငွေရင်လည်းပြင်းတာပဲဖြစ်မယ်ငြင်းငွေခြင်းအောင်ဆောင်တာပဲဖြစ်မယ်ကျက်သားနဲ့သူကြိုက်တဲ့အစားအစာများပြလိုက်ပါလားယုံနာကြီးမငြင်းငွေဘူးစိတ်ဆင်းရဲနေတဲ့အချိန်သာငြင်းငွေတော့ငြင်းငွေတွေလို့ပြောကောင်းပြောလိမ့်မယ်ဒါကြောင့်ယောဂီတို့ဘုံဘုံတော်သွားတဲ့အခါမှာအနိစ္စဒုက္ခကိုမပြောခင်တာမညလက္ခဏာကိုသဘာဝလက္ခဏာကိုအရင်ပြောပါမယ်သဘာဝလက္ခဏာကိုပြောတဲ့အခါမှာလည်းပဲလက္ခဏာလို့ရှိတယ်ကိစ္စရတ္တလို့ဘုံဘုံတော်စာပေထဲမှာရှိတယ်အဲ့ဒါတွေကိုအဓိကရှုမှတ်ပါမယ်တကယ်တော့ဇာတိမှာလက္ခဏာရဲ့ကိစ္စတွေပြစ္စုပ္ပဒံရဲ့ပဒဋ္ဌံရဲ့ဆိုပြီးတော့စကလုံး၄လုံးရုပ်တစ်ပါးရှင်းမှာစကလုံး၄လုံးရှိတယ်အဲ့ဒီမှာလက္ခဏာနဲ့ကိစ္စကိုအဓိကတရားမှတ်မယ်ကျန်တဲ့ပြစ္စုပ္ပဒံပဒဋ္ဌံကတော့ဒါတိကြောင်းပဲပေါ့တိကြောင်းဆိုတာဟောဒါကပထဝီပါလားဒါကအာဘောပါလားလို့သိဖို့အတွက်အမှတ်သင်္ကေတလို့ပြောမလားနိစ္စတဲ့အကြောင်းတွေဝေသောအကြောင်းတွေဒါလေးတွေတော့တရားမမှတ်တော့ဘူးဒါဖြင့်ယခုယောဂီတို့သဘာဝဆိုတဲ့ရုပ်တစ်ပါးချင်းရဲ့သူလှုပ်ဆောင်တတ်တဲ့တတ္တိအဲ့ဒါကိုအရင်ပြောမယ်ပြီးတော့မှအနိစ္စဒုက္ခအနတ္တအဲ့ဒီအပေါ်မှာတင်မှာဟောဒီခွေးဟောင်းတဲ့ခန္ဓာကိုယ်ကြီးပေါ်မှာအနိစ္စဒုက္ခအနတ္တမတင်ဘူးသဘာဝယုတ်နံပေါ်မှာအနိစ္စဒုက္ခအနတ္တတင်မယ်အဲ့ဒါဘုံဘုံတော့သွားမဲ့လမ်းကြောင်းနောက်ပြီးတော့တမန်တိနဲ့ပတ်သက်လို့ထိုင်တိုင်းမှာရှေကံတမန်တိအာနာပါနနဲ့ဖြစ်စေတခြားသောသမထကမ္မထံတစ်ခုခုဖြင့်ဖြစ်စေယောဂီတို့ကိုသင်ပြပေးသွားမှာဖြစ်ပါတယ်ယုဂနန္ဒဝိပဿနာနည်းဒီလိုလေးပြောလို့ရဘုံတော်ယုဂနန္ဒဝိပဿနာနည်းကိုတော့စာတိမှာပြောထားတာတော့ဝိပဿနာအားထုတ်ရင်းနဲ့ပါတမန်တိလည်းဖြစ်တယ်ဝိပဿနာလည်းဖြစ်တယ်ပြီးတော့လောအားရင်လည်းပဲအာနာပါနကိုအနေငယ်ပေါ့ရှင်ရသလားရှုမှတ်လိုက်ဝိပဿနာလည်းရှုမှတ်လိုက်ဒီလိုပဲလောအားရင်လောအားသလိုရှုမှတ်ပြီးတော့သွားကြမှာဖြစ်ပါတယ်ဒါကတော့ယခု9ရက်တာသွားရမယ်နီလန်းဒါပြန်ဟုတ်ပြီယခုကစပ်ပြီးတော့တရားဓမ္မအားထုတ်ကြမယ်တရားဓမ္မအားထုတ်ကြမယ်ဆိုတော့ယောဂီတို့ဘာဖြစ်ဖြစ်တရားသိမ့်မထိုင်ဖြစ်တဲ့ပုဂ္ဂိုလ်ဆိုရင်တော့ဒါတဏှာကြီးကြီးတောင်လားတဏှာကြီးပြည့်ဖို့မနှေးဆောင်ရတာသူ့အတွက်တရားထိုင်ဘူးတဲ့တရားထိုင်နေကြဖြစ်တဲ့ယောဂီဟောင်းတွေအတွက်လည်းတစ်ခါပြင်းကြီးတဲ့စိတ်ကလေးပေါ်လာရင်တဏှာကြီးဘယ်တော့ပြည့်မလဲဆိုတာလေးမျှော်တတ်တာပဲအဲ့ဒီစိတ်ကလေးမဖြစ်အောင်အရင်ဆုံးဘာလုပ်ရမလဲဆိုတော့ဘုံတော်အနုတ္တိနဲ့ပြောရင်တော့စာဂာနုတ္တိဥပသမနုတ္တိဒါလေးပွားရမယ်ယခုအသစ်ထုတ်ထားတဲ့စာအုပ်ယောဂီတို့ကပေးထားတဲ့စာအုပ်ထဲမှာတော့ယောဂီတို့က PDF ဖိုင်တော့ပေးထားပြီးပြီထင်တယ်အဲ့ဒီစာအုပ်ထဲမှာတော့အကျဉ်းဖြင်းလေးပေါ့အကျဉ်းကလေးဓမ္မနုတ္တိနဲ့ဥပသမနုတ္တိပွားများပုံဆိုပြီးတော့အဲ့ဒီလိုလေးတရားထိုင်တဲ့ယောဂီအတွက်အရှိခံလေးရအောင်ဆိုပြီးတော့တစ်ရွက်နှစ်ရွက်လောက်ရေးပေးလိုက်တာရှိတယ်ဓမ္မနုတ္တိဆိုတာဘာလဲဆိုတော့
အကျဉ်းချုပ်လေးပြောရင်တော့တရားဓမ္မကိုအာယုံပြုနေရခြင်းသည်အေးခြင်းလိုက်ဒါကြောင့်သမီးကြောင့်လောကအကြောင်းကိုအာယုံပြုနေရခြင်းသည်ပူလောင်နေကိုယ်စိတ်ကိုဆုံးမတာပဲဥပဒမနုတ္တိဆိုတာကတော့လောကကိုအာယုံပြုနေရင်တဏှာကြောင့်ပူလောင်နေဟောဒီအပူမရှိရင်အေးခြင်းပါရောလားလို့အေးခြင်းမှုန်ဓာတ်ကိုလှမ်းမြော်ပြီးတော့ခံစားတာအဲ့ဒီနှစ်ခုကိုမှဘုန်းဘုတို့ကပေါင်းပြီးတော့နှလုံးသွင်းကြည့်ကြမယ်ယခုယောဂီတော်မျက်လုံးလေးမှိတ်ပြီးတော့ယောဂီတော်တနေ့ကုန်တနေ့ခန့်လောကရေးရာနဲ့အလုံးရှုပ်ကြတယ်လောကရေးရာနဲ့ပတ်သက်ရင်ဘယ်အကြောင်းတွေးမလဲတော်တော်များများတော့ယောဂီတော်ပူလောင်ရတာကြီးပဲယောဂီတော်စဉ်းစားကြည့်လိုက်ယောဂီတော်စဉ်းစားကြည့်လိုက်လောကအကြောင်းကိုဘယ်အကြောင်းတွေးမလဲသာသမီအကြောင်းတွေးမလားမိဖအကြောင်းတွေးမလားပဝန်းကျင်တောင်းအကြောင်းတွေးမလားနိုင်ငံရေးအကြောင်းတွေးမလားစီးပွားရေးအကြောင်းတွေးမလားအလုံးဟာအပူတွေပဲစိုးရင်ခြင်းကြောက်လန့်ခြင်းတွေဝေခြင်းမြောက်များစွာသောမကောင်းတဲ့စိတ်ကလေးတွေဝင်ရောက်ကိန်းအောင်လာတော့တာပဲဒါကြောင့်လောကအကြောင်းကိုတွေးနေရခြင်းသည်ပူလောင်ပါ၏ယောဂီတော်အလုံးတရားထိုင်ဘူးတွေပရိပဋ္ဌာန်တွေရွက်ဖဘူးတွေဖရာတွေသွားပြီးတော့ဖူးဘူးတွေအဲ့ဒီအချိန်မှာယောဂီတော်စိတ်များပူလောင်ဘူးသလားလို့တွေးကြည့်လမ်းမှာသွားတော့ပူရင်ပူရမှာပေါ့ဒါပေမဲ့ဘုရားကိုရှိခိုးနေတဲ့အချိန်မှာပူလောင်ခြင်းဆိုတာမရှိတော့ဘူးပရိပဋ္ဌာန်ကိုရွက်ဖတရစင်နေတဲ့အချိန်မှာပူလောင်ခြင်းဆိုတာမရှိတော့ဘူးပရိစိတ်နေတဲ့အချိန်မှာဂုံတော်ပွားနေတဲ့အချိန်မှာပူလောင်ခြင်းဆိုတာမရှိတော့ဘူးသမထဝိပဿနာတရားအားထုတ်နေတဲ့အချိန်မှာပူလောင်ခြင်းဆိုတာမရှိဘူးလူရန်နေရတဲ့အချိန်မှာပူလောင်ခြင်းဆိုတာမရှိဘူးသီလစောင့်တည်နေရတဲ့အချိန်မှာပူလောင်ခြင်းဆိုတာမရှိဘူးအကျဉ်းချုပ်အပြင်မြတ်စွာဘုရားရှင်ရဲ့တရားဓမ္မကိုနှလုံးသွင်းနေရတဲ့အချိန်သည်ပူလောင်ခြင်းမရှိတဲ့အချိန်ပဲလို့ယောဂီများအဲ့ဒီလိုနှလုံးသွင်းကြရမယ်ဟောကြည်စံငံတို့လောကအကြောင်းကိုတွေးနေရခြင်းသည်အမတန်မှစိတ်ဆင်းရေးစရာပါရောလားလောကအကြောင်းကိုတွေးနေရခြင်းသည်ပူလောင်စေပါ၏တရားအကြောင်းကိုတွေးနေရခြင်းသည်အေးခြင်းလပ်ပါ၏လောကအကြောင်းကိုတွေးနေရရင်ပူလောင်နေအဲ့ဒါလေးသိချာအာယုံပြုကြည့်လိုက်စိတ်ထဲထင်အောင်အာယုံပြုကြည့်တကယ်ဟုတ်မဟုတ်ဆိုတာလဲအာယုံပြုကြည့်နားထောင်ပြီးတော့မေးပြီးတော့ငြိမ်မနေနဲ့အလုံးလုံးရရမယ်တရားထုတ်တယ်ဆိုတာနဲ့စိတ်ကအလုံးလုံးဖို့အစဉ်သင့်လုံထားစိတ်ကစက္ကန့်မပြတ်ခန္ဓာနဲ့ပတ်သက်လို့အလုံးလုံးကြရမယ်အဲ့ဒါဒီသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပတရားအလုံးလုံးနေတာပဲသမထဝိပဿနာအလုံးလုံးနေတာပဲဒါကြောင့်ယောဂီအပေါင်းတော်ကောင်းတို့ယခုပဲတွေးလိုက်ပါယောဂီတို့ယခုပဲဆိုပါစို့တရားဖြုတ်ပြီးတော့ထားလိုက်မယ်ထားလိုက်တာနဲ့တခုခုတော့ပူလောင်ရတော့မှထိုင်နေတာကအေးခြင်းမုန်းကိုအရာဆုံးပဲယခုတော့တရားဓမ္မကိုကြိုးစားအားထုတ်နေရခြင်းသည်အကောင်းဆုံးပါရောလားလို့အဲ့ဒီလိုနှလုံးသွင်းလိုက်ရင်တရားထိုင်ရတဲ့အပေါ်မှာယောဂီတော့ပျော်ရွှင်မှုဆိုတာဖြစ်ပေါ်လာလိမ့်မယ်တကယ်တော့ယောဂီတို့ဒီစိတ်ထဲမှာဒီအာယုံနဲ့ဒီအတွေးတွေရှိနေသမျှပူလောင်နေရမှာမယ်ဒီအတွေးတွေမရှိရင်ဒီကာမအာယုံတွေမရှိရင်လောကအာယုံတွေမရှိရင်နောက်ဆုံးဘာမှမသိတော့ဘူးဆိုရင်အေးချမ်းရတော့တာပဲမြင်တိုင်းရောက်နာမဖြစ်ဘူးဆိုရင်ကြားတိုင်းရောက်နာမဖြစ်ဘူးဆိုရင်မြင်တိုင်းအာယုံဖြစ်လာတယ်အာယုံရှိတော့ရောက်နာဖြစ်တယ်ကြားတိုင်းလည်းအာယုံရှိတယ်အာယုံရှိတော့ရောက်နာဖြစ်တယ်မြင်တိုင်းကြားတိုင်းတွေ့တိုင်းတွေ့တိုင်း
အာယုံရှိတော့ယုံနာဖြစ်တယ်ယုံနာဖြစ်နေရင်နံဆိုတာလေဖြူဖြူစင်စင်ထွက်တဲ့အမျိုးမဟုတ်ဘူးမင်းမင်းညစ်ညစ်ထွက်တဲ့အမျိုးကိလေသာနဲ့ပေါင်းနေတာကိုအဲ့ဒီယုံနာဖြစ်ပေါ်နေသမျှဘယ်တော့မှအေးခြင်းမှမဟုတ်ဘူးဒါဖြင့်ဒီယုံနာမရှိရင်တကယ်အေးခြင်းနိုင်ပါရော့လားလို့နိဗ္ဗာန်ကိုလှမ်းပြီးတော့မှန်းပြီးတော့ခံစားလိုက်တာဥပသမနုတ္တိတဲ့နိဗ္ဗာန်ကိုမှန်းပြီးတော့ခံစားလိုက်ခြင်းသည်ဥပသမနုတ္တိပါတယ်ဗျာနိဗ္ဗာန်ကိုမှန်းပြီးတော့ခံစားလိုက်ခြင်းသည်ဥပသမနုတ္တိဒါဖြင့်ယောဂီတို့ယခုတရားထိုင်တော့မယ်တဏှာကြီးကြာမလားပေါ်ကောင်းတယ်တဏှာကြီးခွဲကြာမလားဟာအရှင်ဘုရားကောင်းလိုက်တာဗျာ2 နာရီကြာမလားကောင်းလိုက်တာ3 နာရီကြာမလားကောင်းလိုက်တာမဟုတ်ရင်တပည့်တော်တို့စိတ်ဆင်းရဲရပါတော့မယ်ဘုရားမဟုတ်ရင်ရှင်ဘုရားတရားဖြုတ်လိုက်သည်နဲ့တပြိုင်နက်စိတ်ကလေးပူလောင်ရပါတော့မယ်ဘုရားတပည့်တော်တို့ကိုအရှိန်များများထိုင်ခွင့်ပေးပါဘုရားအဲ့ဒီလိုစိတ်ကလေးဖြစ်သွားစေရမယ်တဲ့ဒါကြောင့်ယောဂီတို့လောကအာယုံကိုတွေ့နေရခြင်းသည်ပူလောင်ရပါ၏ဘုရားအာယုံတရားအာယုံဒါနသီလဘာဝနာအာယုံတို့ကိုတွေ့နေရခြင်းသည်စိတ်ချမ်းသာရပါ၏လို့အဲ့ဒီလိုနှလုံးသွင်းနေပါအဲ့ဒီလိုနှလုံးသွင်းဖန်များရင်ယောဂီတို့တရားထိုင်ခြင်းတဲ့စိတ်ကလေးများများဖြစ်တာပဲဘုရားတော်တဲ့တောင်ထဲမှာ1 ရက် 2 ရက် 3 ရက်ထိုင်ဖြစ်ရင်အဲ့ဒီအတွေးနဲ့ထိုင်ဖြစ်တာပဲဟောမျက်လုံးဖွင့်ပြီးတော့သွားလိုက်ရင်ပူလောင်နေရအောင်မတော်ကြဆွဗိုက်စားလို့ဆွမ်းစားဖို့ဆွမ်းခံနေရအောင်မယ်အရှုပ်တွေကြီးပဲတော်ပါပြီအရှုပ်တွေတော့မထွက်တော့ပါဘူးဆိုပြီးမျက်လုံးလေးမှိုက်လိုက်ပြန်ငြိမ်သွားလိုက်ဟာစိတ်ကလေးပြန်ပေါ်လာလိုက်အဲ့ဒီလိုလေးတွေးလိုက်ပြန်ငြိမ်သွားလိုက်အဲ့ဒီလိုနဲ့ယောဂီများ2 ရက် 3 ရက်ကြာတာပဲပြန်ပြီးတော့ပြင်းတဲ့စိတ်ကလေးတွေပေါ်လာလိုက်စိတ်ကလေးထွက်လာရင်ခဏနေပြင်းတာပဲပြင်းလာတော့အဲ့ဒီလိုလေးပြန်လေးဆင်ခြင်လိုက်ဓမ္မနုတ္တိဥပသမနုတ္တိဒါတွေကိုဆင်ခြင်ပြီးတော့နေလိုက်တာဖြုတ်မေးလှုပ်လိုက်ပြန်ငြိမ်သွားလိုက်ဖြုတ်မေးလှုပ်လိုက်ပြန်ငြိမ်သွားလိုက်နဲ့အဲ့ဒါ2 ရက် 3 ရက်ယောဂီများဖြစ်သွားတယ်ဒါကြောင့်ဓမ္မနုတ္တိနဲ့ဥပသမနုတ္တိကတော့တော်တော်လေးကိုတရားထိုင်စေဖို့တရားထိုင်ဖြစ်စေဖို့အတွက်အထောက်ပံ့ပေးတဲ့သမထကမ္မထံများဖြစ်ပါတယ်လို့ဘုန်းဘုန်းတို့ကတော့ဒီလိုမြင်တယ်ဒါဖြင့်ယခုဆက်လက်ပြီးတော့ခန္ဓာကိုယ်နဲ့ပတ်သက်လို့ကြည့်ကြမယ်ခန္ဓာကိုယ်မှာယုတ်တရားအလုံး29ပါးရှိတယ်အဲဒီမှာတရားရှုကောင်းတဲ့ယောဂ18ပါးရှိတယ်အဲဒီ18ပါးထဲမှာမှသုတ်တန်တဲ့ထဲမှာလည်းအများဆုံးတွေ့နေရတဲ့ယုတ်တရား10ပါးလောက်ယောဂီတို့ကိုသင်ပေးမယ်အဲဒီယုတ်တရား10ပါးကလည်းတကယ့်ကိုဗราဏကြတဲ့ယုတ်တရား10ပါးပဲဘုံတော်သုတ်တန်တွေဖတ်တဲ့အဲ့ဒီယုတ်တရား10ပါးလောက်ကိုပဲနေရာတိုင်းမှာတွေ့တယ်ကြံတဲ့ယုတ်တွေကတော့မတွေ့မိဘူးယုတ်နဲ့ပတ်သက်လို့အဲ့ဒီ10ပါးလောက်များရှုမှတ်လိုက်ရင်ဟောဒီခန္ဓာကိုယ်ကြီးအစိတ်စိတ်အမွှားမွှားကွေးထွက်သွားလိမ့်မယ်ယခုကတော့ယောဂီတော်တူတွေတယောက်တည်းတခန္ဓာတည်းလို့ထင်နေတယ်တယောက်တည်းမြင်နေတယောက်တည်းကြားတယ်လို့ထင်နေတယ်ဒါပေမဲ့ယုတ်တရား10ပါးလောက်ယောဂီတော်သိသွားရင်ဩဒီယာကဒီကောင်ဒါကဒါလောက်တာဟိုကဟိုလောက်တာဆိုပြီးတော့ကွဲပြားသွားရင်ပြီးတော့သူတို့ရဲ့သဘာဝတွေသူတို့ရဲ့ကိစ္စတွေကိုသိချာသိသွားရင်ဟောငါလေးမဟုတ်ပါလားဟောကောင်တယ်လောက်တာပါလားလို့အဲ့ဒီလိုယောဂီတော်မြင်သွားလိမ့်မယ်
အဲ့ဒီလိုမြင်သွားလိမ့်မယ်ဒါကြောင့်ယခုယောဂီတို့ရဲ့ခန္ဓာကိုယ်ကြီးကိုအာယုံပြုယောဂီတို့ရဲ့ခန္ဓာကိုယ်ကြီးကိုအာယုံပြုလိုက်တော့လူကြီးထိုင်နေတာတွေ့မှာပေါ့လူကြီးထိုင်နေတာတွေ့တယ်ရှည်လေးပါတယ်လက်လေးပါတယ်ခေါင်းလေးပါတယ်ပေါ့အဲ့ဒါဒီရုပ်တွေအားလုံးကိုပေါင်းထားတဲ့ပုံသဏ္ဍာန်ကြီးဟောဒီပုံသဏ္ဍာန်ကြီးကိုကြည့်ရင်တော့ဒါသည်လူပဲဒါသည်ယောက်ျားပဲဒါသည်မိန်းမပဲအဲ့ဒါမှားသလားလို့မေးရင်မမှားဘူးသမုဒ္ဒိသစ္စာမှန်တယ်သမုဋ္ဌာတာမှန်တယ်တဲ့အမျိုးသားကအမျိုးသမီးလို့ပြောရင်တော့အဲ့ဒါမှားပြီပေါ့ဒါဆိုရင်တော့ဒါအမှားဖြစ်သွားမယ်လောကကြီးဘယ်သူမှလက်မခံဘူးမိဘကိုသားသမီးလို့ပြောလို့မရဘူးဆရာသမားကိုတပည့်လို့ပြောလို့မရဘူးတပည့်ကိုဆရာသမားလို့ပြောလို့မရဘူးဘုန်းကြီးကိုလူလို့ပြောလို့မရဘူးလူသည်လူဘုန်းကြီးသည်ဘုန်းကြီးပေါ့လောကအရာလောကသမုဋ္ဌာတာမှန်တယ်တဲ့ဒါကြောင့်သူကသမုဒ္ဒိသစ္စာဘုရားကလည်း၃ပါးဟေးဝိတာကဟေးအာနန္ဒာဟေးသာရိပုတ္တရာဒါသွားကြမယ်သာဝတိသွားကြမယ်ရာဇဂိုသွားကြမယ်စသည်ဖြင့်ဒါဖြင့်ယခုယောဂီတော့သိနေတာဒီသမုဒ္ဒိသစ္စာကိုသိနေတာလူလို့သိနေတယ်ယောက်ျားမိန်းမလို့သိနေတယ်အဲ့ဒါဒီသမုဋ္ဌာတာကိုသိနေတာဘသူကသမုဋ္ဌေတာတော့ကိုယ်ရှင်းရှင်းကသမုဋ္ဌေထားတာဗျာမိဖဘိုးဘွားစဉ်ဆက်သမုဋ္ဌေထားတဲ့ဒါကိုဒီပစ္စည်းဒီလိုခေါ်မယ်ဟိုပစ္စည်းဟိုလိုခေါ်မယ်လို့သမုဋ္ဌေထားတာအသိစံပစ္စည်းဆိုရင်တော့ဒီထွင်လဲလူကကြိုက်တယ်လို့ပေးလို့ရတယ်ပေါ့ဘုံတိုင်းဆိုရင်ကြည့်ပါလားပထမဦးဆုံးတွေးတဲ့လူကသူကြိုက်တဲ့နာမည်ကိုပေးခွင့်ရှိတယ်ဆိုလားဘုံဘုံတို့ကြားဘူးတယ်ဘုံတိုင်းမှာအမိနဲ့တကွတက်လာတာမဟုတ်ဘူးပြင်းတာလည်းရှိမယ်ပြုတ်တာလည်းရှိမယ်ပြင်းပြုတ်သူကြိုက်တဲ့နာမည်သူပေးလို့ရဒီသစ္စာပညာရှင်ကဒီလေ့လာရေးအဖွဲ့ကသူကြိုက်တာသူပေးလို့ရသူပေးလိုက်တဲ့နာမည်ကိုတလောကလုံးကအဲ့ဒီနာမည်ပဲခေါ်ရတာပဲအဲ့ဒါဒီသမုဒ္ဒိသစ္စာမှန်တယ်ဒါအလုံးကဝိုင်းခေါ်ကြတာတူတယောက်ကအမည်ပေးလိုက်လို့ဝိုင်းခေါ်ကြတဲ့သမုဒ္ဒိသစ္စာမှန်တယ်အဲ့ဒါကိုယုတ်ပြီးတော့သမုဒ္ဒိသစ္စာကိုလည်းသိရမယ်နော်အဲ့ဒါကိုငါတို့ဒီဟာလူလို့ယောက်ျားလို့မိန်းမလို့ခေါ်တာဒီလိုခေါ်တာပါလားလို့ဉာဏ်ထစ်မှယုတ်ပြီးတော့သိရမယ်အဲ့ဒါလေးသိစေရပဲအဲ့ဒါလေးမသိလို့မရဘူးယုံနာကြီးပဲလေမဲနေလို့မရဘူးဘာဖြစ်လို့ကိုယ်လူလို့ခေါ်ပါလိမ့်ဘာဖြစ်လို့ငံဆိုတာကြီးဖြစ်နေတာပါလိမ့်ဘာဖြစ်လို့ယောက်ျားဘာဖြစ်လို့မိန်းမခေါ်တာပါလိမ့်ဒါလေးသိရဒါဖြင့်ယခုယောဂီတော့သိသွားပြီယောဂီတော့သမုဋ္ဌာတာပတ်ဝန်းကျင်ကသမုဋ္ဌာနော်ကဘာကြီးကသမုဋ္ဌာမဟုတ်ဘူးပတ်ဝန်းကျင်လူသားတွေကသမုဋ္ဌာလူသားတွေကယောဂီတို့ကိုသမုဋ္ဌာတာကိုယ်ရှင်းသမုဋ္ဌာနောက်ဆုံးကိုယ်လေးသမုဋ္ဌတဲ့ပုဂ္ဂိုလ်တွေဖြစ်လာတာပေါ့ဒါကြောင့်သမုဒ္ဒိသစ္စာဒါပြန်ဟုတ်ပြီသူတို့သမုဋ္တဲ့အခါဘာကိုအဓိကရှေခံပြီးတော့သမုဋ္ကြပါသလဲပုံသဏ္ဍာန်ကိုတဲ့ဗျာပုံသဏ္ဍာန်ကိုကြည့်ပြီးတော့အများဆုံးသမုဋ္ကြတယ်သမုဋ္ပြီးသားပေါ့သမုဋ္ပြီးသားဖြစ်တဲ့အခါမှာဒါပုံသဏ္ဍာန်ကိုဆွဲထားတာပေါ့ဟဲ့ဒီပုံကခုံလို့ပြောကြတယ်နော်ခေါ်ကြတယ်နော်ဆိုကွာမှတ်တာပုံသဏ္ဍာန်နဲ့မှတ်ထားတာဟဲ့ဟောပုံသဏ္ဍာန်ကိုခုံဒီပုံသဏ္ဍာန်ကိုအမျိုးသားဒီပုံသဏ္ဍာန်ကိုအမျိုးသမီးဒီပုံသဏ္ဍာန်ကိုဘုန်းကြီးလူတော်မှခေါင်းတုံနဲ့ဆိုမဲ့ဘုန်းကြီးလောက်တော့မလားဘာဖြစ်လို့ဘုန်းကြီးနဲ့နည်းနည်းတူနေလို့သူ့ပုံသဏ္ဍာန်ကဘုန်းကြီးလို့ဖြစ်နေတာကိုခေါင်းတုံပြီးတော့အနီရောင်လေးဝတ်ထားပါလားမဲ့ဘုန်းကြီးပဲပုံသဏ္ဍာန်ကဘုန်းကြီးနဲ့တူသွားလို့ဘုန်းကြီးပဲတဲ့ဒါကြောင့်ယောဂီတို့ပုံသဏ္ဍာန်ကိုအကြောင်းပြုလို့သမုဋ္ဌာခြင်းသာဖြစ်ပါ၏ဥပမာလေးတစ်ခုပြောအောင်မယ်ကြောက်တဲ့ဗီလာမြေတွေရေတွေကိုသမတ်အောင်မှွေပြီးတော့ဘာဖြစ်သွားမလဲကွန်ကရစ်ပုံဖြစ်သွားမယ်အဲ့ဒီကွန်ကရစ်ပုံကိုရွှန်းလေးလောက်လိုက်ရင်ဇေဒီဖြစ်မှာပဲလူပုံသဏ္ဍာန်လောက်ရင်လူဖြစ်မှာပဲဖယားလောက်ရင်ဖယားဖြစ်မယ်ရှင်သေးရောက်လောက်ရင်ရှင်သေးဖြစ်မယ်အရှင်ကြီးလောက်လိုက်ရင်ငကားဖြစ်မယ်
ဘလို့ပုံဖော်မလဲကြိတ်တယ်လို့ပုံဖော်တဲ့ဗျာပုံတရံကြည့်ရင်တော့ရှင်သေးပဲငကားပဲစေတီပဲတကယ်ပါဝင်တဲ့ပစ္စည်းကတော့ကြောက်သိပြီလားမြေရေယခုလည်းပဲယောဂီတို့ပုံတည်အမျိုးမျိုးကိုအမျိုးမျိုးတန်တန်ကိုကြည့်ပြီးတော့အမျိုးမျိုးခေါ်ဆိုနေကြပါ၏ဒါပေမဲ့ယခုနကကွန်ကရစ်လိုပဲဘုံဘုံတော့ပါဝင်တဲ့ပစ္စည်းကိုတစ်ချက်ကြည့်ကြမယ်ပါဝင်တဲ့ပစ္စည်းကိုတစ်ချက်ကြည့်မယ်ပါဝင်တဲ့ပစ္စည်းကဘာဖြစ်မလဲခုံဆိုပါတော့ခုံဆိုရင်တော့ဒါအနည်းဆုံးတော့ဒုကလေးနဲ့ထူးကြည့်လိုက်ရင်တစ်သားလားတန်လားကြောက်လားတခုခုတော့ထွက်တာပဲအဖြေကယခုယောဂီတော်ရဲ့ခန္ဓာကိုယ်ကြီးကိုလည်းအဲ့ဒီလိုစောင့်ကြည့်ရင်လေထွက်ပါတယ်စမ်းသပ်ကြည့်ရင်လေပါဝင်တဲ့ပစ္စည်းတွေထွက်ပါတယ်တဲ့စာထေမှာတော့ယောဂီတော်ရဲ့ခန္ဓာကိုယ်ကြီးကိုတိဆောက်ထားတဲ့ပါဝင်တဲ့ပစ္စည်းက၄မျိုးတောင်ရှိတယ်တဲ့အဲ့ဒါကိုယောဂီတော်သိတဲ့စကားလုံးနဲ့ပဲပြောမယ်ဆိုရင်ယောဂီတော်နာကျင်ခြင်းထုံခြင်းဒါဒီတရားတွေရှိရဲ့နောက်ပြီးတော့လက်နဲ့ကန်ကြည့်ရင်အမာပြုတ်ရှိမယ်မကြည့်ရင်လေးတာပေါ်တာရှိမယ်လက်ကလေးနဲ့ပို့ကြည့်ရင်ကျင်းတာလျှော့တာရှိမယ်တဲ့အဲ့ဒါတပိုင်းနောက်ပြီးတော့ယောဂီတို့ရွှေထွက်တာရှိမယ်ရေပေါ့လက်ကိုရှေ့ထောက်ကိုခန္ဓာကိုယ်ကြီးကိုအကလေးနဲ့ဖောက်ကြည့်ရင်သွေးရည်တွေထွက်တာရှိရဲ့တတွေထွက်တာမျက်ရည်ထွက်တာရှိတယ်ဒါပြန်ခန္ဓာကိုယ်ထိတ်ကရေတွေထွက်တယ်သွေးဆိုတဲ့ရေရွှေဆိုတဲ့ရေတတွေဆိုတဲ့ရေမျက်ရည်ဆိုတဲ့ရေတွေထွက်တယ်ရေရှိလို့ရေထွက်တယ်နာတာရှိလို့နာတာထွက်တယ်မာတာပြောတာလေးတာပို့တာကျန်းတာရှိတာကျန်းတာလျှော့တာရှိလို့အဲ့ဒါလေးတွေထွက်တယ်ပြီးတော့ခန္ဓာကိုယ်ကြီးကအသာလေးကန်ကြည့်ရင်ပူတာလေးတွေ့နိုင်တယ်အေးတာလေးတွေ့နိုင်တယ်အဲ့ဒါလေးရှိလို့အဲ့ဒါထွက်တဲ့သဘောပဲနောက်ပြီးတော့ခန္ဓာကိုယ်ကြီးကိုလက်ကြီးနဲ့ဖိကြည့်တွန်းကန်တယ်နှာခေါင်းကြီးကလည်းလေတွေထွက်ဗကြီးကလည်းဖောင်းလိုက်ပိမ့်လိုက်တွန်းကန်တယ်တွန်းကန်တယ်ဆိုတာလေရဲ့သဘောဒါဖြင့်ယောဂီတို့ရဲ့ခန္ဓာကိုယ်ကြီးဒီ၄ပါးသောပစ္စည်းနဲ့တိဆောက်ထားပါရောလားဒါဆိုရင်ယောဂီတို့ရဲ့ခန္ဓာကိုယ်ကြီးကိုဘာနဲ့တိဆောက်ထားလဲလို့မေးရင်အကျဉ်းချုပ်လိုက်ရင်တော့၄ပါးရတယ်တဲ့အဲ့ဒီမှာမာတာပြောတာလေးတာပေါ်တာကျန်းတာလျှော့တာကိုမြေကြီးနဲ့တူလို့မြေတလို့ပြောတယ်မြေကြီးကိုကန်ကြည့်လိုက်ရင်အမာပြုတ်တွေ့မယ်မြေကြီးကိုမှတ်ကြည့်ရင်လေးတာပေါ်တာတွေ့နိုင်တယ်လက်ကြီးကိုမြေကြီးကိုပေါ်ကြည့်ရင်ကျန်းတာလျှော့တာတွေ့နိုင်တယ်ဒါကြောင့်ပထဝီဗမန်လိုတော့မြေဓာတ်တဲ့ပထဝီဗမန်လိုမြေဓာတ်ပြီးတော့ဒီဘက်ကသက်ရှိတရားဝါဆိုတော့နာကျင်ကြိုက်ခေးခြင်းကိုပါအဲ့ဒီပထဝီထဲမှာထည့်လိုက်နာကျင်နေဆိုရတဲ့သူကကျဉ်တန်းခြင်းပေါ့နာတယ်ဆိုတာတကယ်တော့ကျဉ်တန်းတာပဲနာတယ်ထုံလေကျင်နေဆိုတာကျဉ်တန်းတဲ့သဘောတွေပဲဒါကြောင့်ပထဝီမြေဓာတ်ပထဝီကက္ခဏလက္ခဏာကျဉ်တန်းတဲ့လက္ခဏာရှိတယ်တဲ့ကျဉ်တန်းတယ်ဒါဆိုရင်ယောဂီတော်ရဲ့ခန္ဓာဒီမှာအချင်းချုပ်ပြုရင်ပထဝီဆိုတဲ့မြေဓာတ်တစ်မျိုးအဲ့ဒီပစ္စည်းတစ်မျိုးပါတယ်တဲ့နောက်ပြီးတော့ရေရွှေတော့သွေးတော့ဆိုတာရေပဲရေကိုပါဠိလိုကဘာပြောလဲဆိုတော့အာဘောအိုက်ရှာအာတွဲတော့ပတ်စံရေရှာဘောအာဘောဆိုတာရေဒါဆိုရင်မြေပထဝီရေအာဘောဒီနှမျိုးရပြီးတော့ယောဂီတော်ရဲ့ခန္ဓာကိုယ်ကြီးကိုသာလက်ကန်ကြည့်ရင်တွန်းကန်တာတွေ့နိုင်တယ်တွန်းကန်တယ်နှာခေါင်းကလည်းလေတွေတွေ့ဗကြီးကလည်းဖောင်းလိုက်ပိမ့်လိုက်ခန္ဓာကိုယ်ကြီးကိုလက်ကလေးနဲ့ဖိကြည့်ဘောလုံးလေထိုးထားသလိုပဲလေထိုးထားတဲ့ဘောလုံးကိုလက်လေးနဲ့ဖိကြည့်ရင်တွန်းကန်တယ်လေယခုလည်းပဲယောဂီတော်ရဲ့ခန္ဓာကိုယ်ကြီးကိုဖိကြည့်တာပြန်လေတွန်းကန်တယ်ဗျအဲ့ဒါဘာဖြစ်လို့လေရှိလို့လေကိုပါဠိလိုဝါယောဝ
ဝါဣရှာဝါတဝေတော်ရပက်လက်ယေရှာယောဝါယောဆိုတာလေးဒါဖြင့်ပထဝီမြေအာဘောရေဝါယောလေသုံးမျိုးရယောဂီတော်ရဲ့ခန္ဓာကိုယ်ကြီးကိုတိဆောက်ထားတဲ့ပစ္စည်းတွေရှာဖွေနေတာနော်ပြီးတော့ယောဂီတော်နောက်ဆုံးတစ်ပါးကတေဇိုးဆိုတဲ့မီးဆိုပေမဲ့ပူဓာရောအေးဓာရောနှစ်ခုလုံးယူပါတဲ့လက်ကလေးနဲ့အသာလေးကန်ကြည့်ရင်အပူအေးတွေ့တယ်အပူအေးတွေ့တယ်လက်ကလေးနဲ့အသာလေးကန်ကြည့်ရင်ပူဓာအေးဓာတွေ့ပါ၏ပူဓာအေးဓာကိုတေဇိုးတလို့ပြောတယ်ပါဠိတော်အထူးသဖြင့်တေဇိုးဆိုတာမီးပေါ့အေးလေးပါတယ်မီးဆိုပေမဲ့ဒါဆိုရင်ယောဂီတော်ပါဠိလိုပဲပြောကြည့်လိုက်ရင်ပထဝီအာဘောတေဇိုးဝါယောဗမာလိုပြောရင်မြေရေမီးလေယောဂီတော်တေချာလေးညံထစ်ပြီးတော့နာနော်ဒါတွေကသိတာပဲမလုံးနဲ့ညံမပွင့်သေးဘူးသိတယ်ဆိုရင်ယဟန္တာဖြစ်ရမယ်ဘုရားရှင်ကဓာတ်၄ပါးတပါးပါးတေချာသဘောပေါက်ရင်ယဟန္တာဖြစ်ပြီရဲ့ဗျာဒါဖြင့်ဘုံဘုံတို့လည်း၄ပါးလုံးသိနေတာပဲယောဂီတို့လုံးရှင်းပြနေတာပဲဒါပေမဲ့ဉာဏ်နဲ့သဘောပေါက်မှုလိုသေး၏ဒါကြောင့်မဖြစ်သေးတာလေအဖြေကရှင်းရှင်းလေးပဲယခုပြောနေတာကဇာထိုင်ပြောနေတာခန္ဓာထေကကျင့်ထားတာပြောနေတာလို့ဘယ်လောက်ပဲပြောစာလောက်ပဲရှိအောင်မယ်ဉာဏ်နဲ့အကုန်လုံးကိုသဘောမပေါက်သေးဘူးသဘောပေါက်เสียကျင်သေးဒါကြောင့်ယောဂီတို့ဒါတွေကသိနေတာပဲဘုန်းကြီးကတခါလာလေးဓာကြီးတခါလာလေးဓာကြီးလို့မလုပ်နဲ့ဓာကြီးကအရေးကြီးလို့ဒါပဲပြနေရဒါမကြည်လို့ရှေ့မရောက်တာဒါမကြည်လို့ရှေ့မရောက်တာဒါမကြည်လို့ယောဂီတို့ပြောခြင်းဆိုခြင်းစိတ်တွေမပြောင်းသေးတာဒါဖြင့်ယောဂီတို့ရဲ့ခန္ဓာကိုယ်ဟောဒီဘောဓိအထေကြရာကြီးကိုဘာနဲ့တိဆောက်ထားပါသလဲလို့မေးရင်မြေရေမီးလေမြေရေမီးလေဆိုတဲ့၄ပါးသောပစ္စည်းနဲ့တိဆောက်ထားပါ၏မြေရေမီးလေဆိုတဲ့၄ပါးသောပစ္စည်းနဲ့တိဆောက်ထားတယ်၄ပါးသောပစ္စည်းနဲ့တိဆောက်ထားတဲ့ယောဂီတို့ဒါတရားကတော့ပြီးနေပြီယောဂီတို့စဉ်းစားဖို့ပဲလိုတော့တယ်တရားဆိုတာစဉ်းစားရတဲ့အမျိုးနော်သမ္မာဒိဋ္ဌိကောင်းသောအမြင်သမ္မာသင်္ကပ္ပကောင်းသောအတွေးအကျင့်ဘာလို့ရမလဲတွေးနေရမယ်သေချာကြည့်ရမယ်သေချာတွေးရမယ်မေးပြီးတော့ငြိမ်မနေနဲ့ခန္ဓာဓမ္မ၄ပါးသောပစ္စည်းနဲ့တိဆောက်ထားတဲ့ဘုန်းကြီးကပြောတယ်ယောဂီတို့မြင်သလားထောက်ခံသလားလက်ခံသလားသေချာလေးတွေးကြည့်ယခုဘာပြောနေသလဲဘာကိုသိစေခြင်းနေသလဲသေချာလေးတွေးကြည့်၄ပါးသောပစ္စည်းနဲ့တိဆောက်ထားတာတဲ့အဲ့ဒါအကြောင်းကျိုးမညီညွတ်ရင်၄ပါးထဲကတစ်ပါးသို့၎င်းနှစ်ပါးသို့၎င်းသုံးပါးသို့၎င်း၄ပါးလုံးသို့၎င်းထွက်ပေါ်လာတာပဲဒါဖြင့်ဘာတွေပေါ်လာမလဲလို့စောင့်ကြည့်ခန္ဓာကိုယ်အထေတရာကြီးပုံသဏ္ဍာန်ကြီးကိုအာယုံမပြုဘဲနဲ့ယခုထိုင်နေတဲ့ခန္ဓာကိုယ်အကုန်လုံးကိုဖျောက်ပြပြီးတော့ဘာတွေများထွက်လာမလဲနာတာထွက်လာရင်နာတာတခုပဲရှိလောလောဆယ်ခန္ဓာဘယ်နှပါးလဲလို့မေးရင်နာတယ်ဆိုတဲ့ပထဝီမြေဓာတ်တစ်ပါးရှိပါတယ်တစ်ပါးပဲဖြစ်ပူရာဖြစ်နေရင်ခန္ဓာဘယ်နှပါးလဲအတန်ယောဂီလို့မေးရင်တေဇောဆိုတဲ့ခန္ဓာတစ်ပါးပါဗျာခန္ဓာယုတ်ခန္ဓာတစ်ပါးဒီလိုပဲဖြစ်ဒါဖြင့်ယခုယောဂီတော်ရဲ့ခန္ဓာကိုယ်ကြီးကိုနှလုံးသွင်းကြည့်ဝင်လေထွက်လေဖြစ်ပေါ်နေရင်လေဒါဝါယောဆိုတဲ့ခန္ဓာပဲဝါယောဆိုတဲ့ယုတ်ခန္ဓာကအလုံးလုံးနေတာပဲအဲ့ဒါဝါယောဆိုတဲ့ခန္ဓာကိုယ်ကြီးဒီအလုံးဒီခန္ဓာကိုယ်ကြီးတိဆောက်တဲ့အခါသူလေးပါလို့ရွှေတွေထွက်တယ်ဆိုရင်ခန္ဓာကိုယ်ကြီးကိုတိဆောက်တဲ့အခါမှာရေပါလို့ရေထွက်တာရေပါလို့ရေထွက်တာတဲ့ရေပါလို့ရေထွက်တာတဲ့ဘူရာလေးအေးလာတယ်ဆိုရင်တေဇောဆိုတဲ့မိပါလို့တေဇောဆိုတဲ့မိတွေထွက်ပေါ်နေပါရောလား
ရေရှိလို့ရေထွက်တယ်လေရှိလို့လေထွက်တယ်အပူအေးရှိလို့အပူအေးထွက်တယ်မြေဓာတ်ရှိလို့မြေဓာတ်ထွက်တယ်ဒါဖြင့်ယောဂီတော်ယခုထိုင်နေတဲ့ခန္ဓာကိုယ်ကြီးမှာနည်းနည်းလေးအာယုံပြုကြည့်ယခုယောဂီတော်ရဲ့ခန္ဓာကိုယ်ကြီးကိုအဲ့ဒီ၄ပါးသောပစ္စည်းနဲ့တိဆောက်ထားတာတဲ့အဲ့ဒီဟာကိုယောဂီတော်လက်ခံနိုင်သလားဉာဏ်ထက်မှဘလို့မြင်လို့လက်ခံတာလဲကြည့်လိုက်တဲ့ရှည်လက်ပေါင်တူပဲတွေ့နေသလားတွေ့ရင်လည်းပဲဓာတိမြေရင်မိလေဆိုတဲ့၄ပါးသောပစ္စည်းနဲ့ပုံဖော်ထားတဲ့ပုံသဏ္ဍာန်မြတ်ပါရောလားလို့ဒီလိုနှလုံးသွင်းယောဂီတော်ရှင်သေးရောက်တဲ့ကြည့်တဲ့အခါငကားရောက်တဲ့ကြည့်တဲ့အခါမှာဘလောက်ပဲရှည်တွေလက်တွေခေါင်းတွေကိုတွေ့တဲ့ဓာတိကွန်ကရစ်ပဲဘိလမြေပဲလို့ထင်သလိုမြင်သလိုယခုလည်းပဲယောဂီရပေါင်းတော်ရှည်တွေလက်တွေတွေ့ရင်လည်းပဲဉာဏ်ကပြန်ပြီးတော့ဆွဲယူဟောဒါကမြေရင်မိလေဆိုတဲ့၄ပါးသောပစ္စည်းကိုပေါင်းစည်းထားလို့ဖွဲ့စည်းထားလို့ဒီပုံတရံဖြစ်ပေါ်နေခြင်းသာဖြစ်ပါရောလားလို့အဲ့ဒီလိုလေးပြန်ဆွဲယူအဲ့ဒီ၄ပါးသောပစ္စည်းကဒီလိုပုံတရံကြီးအောင်ဖြစ်ပေါ်လားဖယားလို့တော့မမေးနဲ့ရေတောင်ရေခေတ္တတွေထစ်လိုက်ရင်အတုံးကြီးဖြစ်သွားတာပဲမလားဒီလောက်ပြို့တဲ့ရေနို့ယောဂီတို့အမာကြီးဖြစ်သွားတယ်ဗျာအဲ့ဒီရေခေတုံးကြီးနဲ့ယောဂီတို့ခေါင်းကိုရိတ်ထုရင်ကွေးတယ်မလုံးမထင်းလေမထင်းနဲ့အခုလည်းပဲယောဂီတို့၄ပါးသောပစ္စည်းနဲ့တိဆောက်တတ်တာဒီပုံတရံဖြစ်တာအထူးဆန်းမှမဟုတ်ပေဒါဖြင့်ယောဂီအပေါင်းတော်ကောင်းတို့ယောဂီတို့ရဲ့ခန္ဓာကိုယ်ကြီးကိုကြည်စံပါအောင်ဒီ၄ပါးသောပစ္စည်းတို့နဲ့တိဆောက်ထားတဲ့ခန္ဓာကိုယ်ကြီးပါရောလား၄ပါးသောပစ္စည်းနဲ့တိဆောက်ထားတဲ့ခန္ဓာကိုယ်၄ပါးသောပစ္စည်းနဲ့တိဆောက်ထားတဲ့ခန္ဓာကိုယ်ကြီးပဲလို့နှလုံးသွင်းကြည့်ပေါ်လာတဲ့လက္ခဏာတို့ကိုလည်းကြည့်ကြည့်အေးဟုတ်သားပဲဟေးနှာခေါင်းကလေတွေထွက်နေတယ်ဘိုက်ကဖောင်းလိုက်ပိန်လိုက်ဖြစ်နေတယ်ဘာဖြစ်လို့အဲ့ဒီလိုဖြစ်တာဘာလဲလေရှိလို့လေထွက်တာပေါ့ဗျာလေပါလို့လေတွေ့တာပေါ့ဘူးမဲအေးမဲဘာဖြစ်လို့ဒီလိုဖြစ်တာဘာလဲတေဇောဆိုတဲ့မီးပါလို့ဒီလိုဖြစ်တာပေါ့ရွှေတွေထွက်မယ်သွေးတွေထွက်မယ်မျက်ရည်တွေထွက်မယ်ဘာဖြစ်လို့ရေတွေထွက်လာတာပါလဲရေပါလို့ရေထွက်တာပေါ့မာမယ်ပြုတ်မယ်လေးမယ်ပေါ့မယ်ကျင်းမယ်ရှုပ်မယ်ကျင်းတန်းတဲ့နာကျင်ကြိုက်ခဲမှုတွေတွေ့မယ်ဘာဖြစ်လို့ဘာလဲမြေဓာတ်ပါလို့မြေဓာတ်တွေထွက်တာပေါ့ဒါဆိုရင်ယောဂီတော်ကိုယ်ရခန္ဓာကိုယ်ကြီးကိုဒီ၄ပါးသောပစ္စည်းနဲ့တိဆောက်ထားပါရောလား၄ပါးသောပစ္စည်းနဲ့တိဆောက်ထားတဲ့ခန္ဓာကိုယ်ပုံတရံမြတ်ဖြစ်ပါရောလားအဲ့ဒါကိုငါတို့ကပစ္စည်းကိုမသိပုံတရံကိုသာသိနေတော့ဆွေးနေတော့မြင်တိုင်းကြားတိုင်းမှာပုံတရံပဲဖြစ်နေတာပဲကိုယ်ရခန္ဓာကိုယ်တွေ့လိုက်တဲ့သူတို့ဘာခန္ဓာကိုယ်မြင်လိုက်တိုင်းပုံတရံကြီးပဲအမှတ်ရနေတော့တာပဲတကယ်လက်ဆက်တတ်တော့ဒီသဘောပါရောလားလို့ယောဂီတို့နှလုံးသွင်းကြည့်ပါကြည်ဒီသဘောတလို့ဖြစ်နေတယ်ဒီသဘောတလို့ဖြစ်နေတယ်လို့ယောဂီတို့နှလုံးသွင်းကြရမယ်ဒါဖြင့်ယောဂီတို့သွားရင်လာရင်လေးပဲတတိလေးထားပြီးတော့ကိုယ်ရဲ့ခန္ဓာကိုယ်ကိုလည်းရှုကြည့်သူတစ်ပါးရဲ့ခန္ဓာကိုယ်ကိုလည်းရှုကြည့်သူတစ်ပါးရဲ့ခန္ဓာကိုယ်ကိုလည်းကြည်စံဒီ၄ပါးသောပစ္စည်းတို့နဲ့တိဆောက်ထားတဲ့ခန္ဓာကိုယ်မြတ်ဖြစ်ပါရောလား
ဒီလေးပါးသောပစ္စည်းတော်နဲ့တိဆောက်ထားတဲ့ခန္ဓာကိုယ်မျှဖြစ်ပါရောလားအဲဒီလိုလေးပါးသောပစ္စည်းနဲ့တိဆောက်ထားတယ်လို့သိသွားဖို့သည်လောလောဆယ်ပဓာနကြပါ၏ဝိပဿနာလောကမှာအဲ့ဒီ၄ပါးသိသွားရင်ယောဂီတော့တော်တော်လေးခိုင်သွားပြီတော်တော်လေးခိုင်သွားပြီဒါကြောင့်ယခုယောဂီတို့ဘုံဘုံတော်မိနစ်20လောက်ကြာမှနားပါမယ်အဲ့ဒီအတွင်းမှာယောဂီတို့တတိလေးကပ်ပြီးတော့မိမိခန္ဓာကြည်တိုင်းသူတော်ဘာရဲ့ခန္ဓာကိုကြည်တိုင်းဟောဒီ၄ပါးသောပစ္စည်းနဲ့တိဆောက်ထားတဲ့ပုံသဏ္ဍာန်မျှဖြစ်ပါရောလားလို့ပစ္စည်းကိုလည်းသိပုံသဏ္ဍာန်ထွက်ပေါ်လာတာကိုလည်းသိအဲ့ဒီလိုသိမှပြီးတော့ကြိုးစားပွားများအားထုတ်နေကြရပါမယ်အလုံးသောယောဂီသူတော်စင်များတရားဓမ္မဆက်လက်နှလုံးသွင်းကြမယ်ဒါကြောင့်မိမိတို့အစဉ်ပြေတဲ့ခန္ဓာကိုယ်ဣရိယာပုဂ္ဂိုလ်ယူပြီးတော့ဉာဏ်ကတရားကိုနှလုံးသွင်းအာယုံစိုက်နာကတရားနာယခုယောဂီတော်ရဲ့ခန္ဓာကိုယ်ကြီးကိုဘာနဲ့လှုပ်ထားသလဲမြေရေမိလေဆိုတဲ့ဟောဒီ၄ပါးသောဓာတ်တရားနဲ့ဖွဲ့စည်းတည်ဆောက်ထားပါ၏ဖွဲ့စည်းတည်ဆောက်လိုက်တော့ဘာဖြစ်သွားသလဲပုံသဏ္ဍာန်တစ်ခုခုဖြစ်သွားတယ်အဲဒီ၄ပါးသောပစ္စည်းဆိုတာယောဂီတော်ခန္ဓာကိုယ်တစ်ခုတည်းလားလို့မေးရင်မဟုတ်ဘူးတဲ့လူတိုင်းသည်မြေရေမိလေဆိုတဲ့ဓာတ်၄ပါးနဲ့တည်ဆောက်ထားတဲ့ခန္ဓာကိုယ်ပါတဲ့လူပဲလားလို့မေးရင်မဟုတ်ပြန်ဘူးတဲ့တိရစ္ဆာန်တွေလည်းအဲ့ဒီ၄ပါးသောဓာတ်တွေနဲ့တည်ဆောက်ထားပါတယ်တဲ့တိရစ္ဆာန်တွေလည်းတည်ဆောက်ထားတယ်လူတွေလည်းဒါတွေနဲ့ပဲတည်ဆောက်ထားတယ်ဒါဖြင့်သက်ရှိတွေပဲဒီ၄ပါးသောပစ္စည်းတွေနဲ့တည်ဆောက်ထားတာလားလို့မေးရင်အဲ့ဒီလိုလည်းမဟုတ်ပြန်ဘူးတဲ့သက်မဲ့ပစ္စည်းတွေအလုံးကိုလည်းပဲ၄ပါးသောပစ္စည်းတို့နဲ့သာတည်ဆောက်ထားပါ၏ဒါဖြင့်ယောဂီတို့ယခုအိမ်ဒီလည်းပဲကန်ကြည့်လိုက်ရင်အိမ်မတွေ့ဘူးမာတာပြောတာပဲတွေ့မယ်မကြည့်လိုက်ရင်လဲတာပေါ်တာပဲတွေ့မယ်ပေါ်ကြည့်ရင်ကျန်းတာလျှော့တာပဲတွေ့မယ်အိမ်မတွေ့ဘူးနာယံမတွေ့ဘူးနောက်မိမိရဲ့အာအင်နဲ့တော့တွန်းကန်မှုတော့တွေ့ရှင်မှတွေ့လိမ့်မယ်ရိုစီးမှုလည်းပဲဒါကြီးထင်ရှားမှာမဟုတ်ဘူးအပူပူမှုအေးမှုကတော့ထင်ရှားလိမ့်မယ်မထင်ရှားပေမဲ့မပါဘူးလို့တော့မပြောနဲ့ယောဂီတို့နေတဲ့အိမ်ကြီးနာယံလောက်တဲ့အခါရေးပါတယ်ဗျယောဂီတို့လည်းအသိပဲကြောက်တဲ့ဘိလမြေကိုရေနဲ့ရိုးစားမှဒီလိုဖြစ်တာဒါပေမဲ့ယခုတူနဲ့ထုကြည့်လိုက်ရေမတွေ့ပါဘူးဒါဖြင့်မပါလို့လားလို့မေးရင်ပါတယ်ဓာတ်တွေပြုတ်ပြီးတော့သူကပျောက်သွားတာဒါဖြင့်ယောဂီတို့သက်မဲ့ပစ္စည်းတော်ကိုလည်းပဲ၄ပါးသောပစ္စည်းနဲ့တည်ဆောက်ထားပါတယ်တိရစ္ဆာန်ကိုလည်း၄ပါးသောပစ္စည်းနဲ့တည်ဆောက်ထားပါတယ်လူကိုလည်း၄ပါးသောပစ္စည်းတို့နဲ့တည်ဆောက်ထားပါ၏
ဘုံတရံအမျိုးမျိုးကွေးသွားတာပဲရှိတယ်လောကကြီးမှာသက်ရှိရောသက်မေ့ရောကျေစံ၄ပါးသောပစ္စည်းတို့နဲ့တိဆောက်ထားတဲ့ကဘာကြီးပါရောလားလို့ယောဂီများနှလုံးသွင်းကြည့်လိုက်၄ပါးသောပစ္စည်းနဲ့တိဆောက်ထားလို့ဒီဘုံတရံဖြစ်တာ၄ပါးသောပစ္စည်းနဲ့တိဆောက်ထားလို့ဒီဘုံတရံထွက်တာ၄ပါးသောပစ္စည်းနဲ့တိဆောက်ထားလို့ဒီဘုံတရံထွက်တာတဲ့ယောဂီတော်စိတ်ကလေးကအေးချမ်းချမ်းလေးထပ်ပြီးတော့ယခုယောဂီတော်ရဲ့စိတ်ထဲမှာပေါ်သမျှဘာလို့ရမလဲဆိုတော့၄ပါးသောပစ္စည်းနဲ့တိဆောက်ထားတဲ့ဒီပုံတရံကြီးဒီလိုသာနှစ်ခုရှင်ပြီးတော့တွေးလိုက်တော့မဟုတ်ရင်လေယောဂီတော်ပုံတရံကကတ်နေတော့ဒါရှိခံအပြင်၄ပါးသောပစ္စည်းနဲ့တိဆောက်ထားတဲ့ဟောဒီခုံဟောဒီလူဟောဒီသစ်ပင်ဟောဒီခွေဟောဒီကြောင်ဟောဒီအမျိုးသားဟောဒီအမျိုးသမီးဟော၄ပါးသောပစ္စည်းနဲ့တိဆောက်ထားတဲ့မြေရင်မီးလေဆိုတဲ့၄ပါးသောပစ္စည်းနဲ့တိဆောက်ထားတဲ့သက်ရှိသက်မဲ့အရာဝတ္ထုတော့ပါရောလားလို့တလောကလုံးကိုအာယုံပြုကြည့်ဘုံတရံကိုလည်းမြင်ပါမမြင်ရဘူးမဟုတ်ဘူးမြင်ပါ၄ပါးသောပစ္စည်းနဲ့တိဆောက်ထားတဲ့ဒီပုံတရံဒီလိုပဲကြည့်လိုက်၄ပါးသောပစ္စည်းနဲ့တိဆောက်ထားတဲ့ဒီပုံတရံဘယ်ပစ္စည်းမစောယောဂီတော်ကံကြည့်လိုက်ရင်မာရာပြောတာလေတာပေါ်တာကျန်တာလျှော့တာတွေ့တာပဲပူတာအေးတာလေးတွေ့နိုင်တယ်တွန်းကန်တာလေးတွေ့နိုင်တယ်ယိုစီးတာလေးတွေ့နိုင်တယ်သစ်ပင်လေးဆိုရင်တော့ဒါရေအစိုးတာလေးရှိတယ်အဲ့ဒီသစ်ပင်ကြီးကိုလိန်လျှော့လိုက်ရင်ရေထွက်တယ်တွန်းကန်တာကတော့ကိုယ့်ရဲ့အားအင်းနဲ့တော့မလွယ်ဘူးပေါ့ဒါလည်းပဲအားရှိတဲ့ပစ္စည်းတစ်ခုနဲ့ဖိကြည့်ပြီးတော့ပြန်လှုပ်ကြည့်လိုက်ပြန်လေတွန်းကန်တာပဲအပူအအေးလေးတွေ့နိုင်တယ်မြေဓာတ်လေးထင်နေရရတွေ့နိုင်တယ်ကိုကထင်ရှားတာမထင်ရှားတာပဲရှိမယ်နော်တကယ်တော့ပါတော့ပါတယ်ဒါဖြင့်ရှင်ဘုရားတော်ကမျက်လုံးမှိုက်ယုံတာလားမပါတာကိုပါတယ်လို့မျက်လုံးမှိုက်ယုံတာလားဆိုရင်တော့မျက်လုံးမှိုက်ယုံတာမဟုတ်ဘူးယောဂီတော်နေတဲ့တိတ်ကြီးစောက်တဲ့အခါရေတွေအများကြီးသုံးရတယ်ဗျယခုရေတွေ့လာလို့ဖောက်ကြည့်ပါလားနာယံကိုစုနဲ့ဒါဖြင့်ဉာဏ်နဲ့ရှင်ပြီးတော့ယုံရတယ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေတွေ့သည်ဖြစ်စေမတွေ့သည်ဖြစ်စေဉာဏ်နဲ့ရှင်ပြီးတော့ယုံလို့ရပါ၏ယောဂီတို့က
ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုလေးကြည့်လိုက်မြေရေမီးလေအဲ့ဒီ၄ပါးကိုလည်းသေချာကွဲပြားအောင်ပြောရမယ်မြေရေမီးလေဆိုတဲ့၄ပါးသောပစ္စည်းနဲ့တည်ဆောက်ထားတဲ့ဟောဒီခန္ဓာကိုယ်ဟောဒီပုံသဏ္ဍာန်သူတစ်ပါးကိုကြည့်လိုက်ပြန်လို့လေမြေရေမီးလေဆိုတဲ့၄ပါးသောပစ္စည်းနဲ့တည်ဆောက်ထားတဲ့ဟောဒီခန္ဓာကိုယ်ဟောဒီပုံသဏ္ဍာန်သက်မဲ့ပစ္စည်းတို့ကိုကြည့်လိုက်ပြန်လို့လေမြေရေမီးလေဆိုတဲ့၄ပါးသောပစ္စည်းနဲ့တည်ဆောက်ထားတဲ့ဟောဒီပစ္စည်းအရာဝတ္ထုလက်စသတ္တုတကယ်တွေ့တာကဒီ၄ပါးပါရောလားတက်တာဆိုပြီးတော့ကံကြည့်လိုက်ရင်တက်တာမတွေ့မာတာပဲတွေ့မယ်ပြုတ်တာပဲတွေ့မယ်လေတာပေါ်တာကြံတာလျှော့တာပူတာအေးတာတွန်းကန်တာယုတ်စည်းတာဒါတွေပဲတွေ့တယ်ပူတာအေးတာဒါတွေပဲတွေ့တာပဲတက်တမ်းမှမတွေ့ပဲကိုဒါဆိုရင်တွေ့တာဒီဘာဖြစ်လို့တွေ့တာတော့တကယ်ရှိလို့တွေ့တာတကယ်မရှိတဲ့ပစ္စည်းတွေမတွေ့ဘူးဗျာတကယ်ရှိတာကိုပရမတ္ထတကယ်မရှိတာကိုပညာဒီလိုသုံးပါတယ်တဲ့ဒါဆိုရင်သစ္စာမှာတကယ်ပရမတရားတော်သည်ဘာပါလဲလို့မေးရင်ဗရဏအဖြစ်မြေဆိုတဲ့ယုတ်တရားလေဆိုတဲ့ယုတ်တရားမိဆိုတဲ့ယုတ်တရားရေဆိုတဲ့ယုတ်တရားအဲ့ဒီယုတ်တရား၄ပါးရှိကြပါကုန်၏အဲ့ဒီယုတ်တရား၄ပါးပေါင်းစည်းလိုက်တဲ့အတွက်ကြောင့်အလိုလိုဘာတွေဖြစ်လာမလဲအစင်ဆိုတာဖြစ်လာတယ်အနတ်ဆိုတာဖြစ်လာတယ်ဒါကိုရှာနဲ့ရေးကြည့်လိုက်ရင်အယတ္တတစ်ခုခုတော့ရှိမယ်အာဟာရတ္တဩဇာတ္တတစ်ခုခုတော့ရှိတယ်တဲ့စာလိုကတော့ဝန္နဂန္ဓရတ္တဩဇာအတန်ဖြစ်ရင်တော့အတန်ပါတယ်ပေါ့ဒါပြင်အဲ့ဒီယခုတော့ဒါဝန္နဂန္ဓရတ္တဩဇာတွေအစင်းတဲ့အတန်တွေမသွားတော့ဘူးပါဝင်တဲ့မိမိတို့ယောဂီတို့ကြည့်လိုက်တဲ့ပစ္စည်းတိုင်းမှာပါဝင်တဲ့အရာဝတ္ထုတွေက၄ပါးပါရောလားဆိုတာကိုဉာဏ်လေးနဲ့သိချာလေးကြည့်ပါပါဝင်တဲ့အရာဝတ္ထုတိုင်းမှာဒီ၄ပါးပါရောလားဒီ၄ပါးနဲ့တိဆောက်ထားပါရောလားလို့အဲ့ဒီလိုလေးနှလုံးသွင်းပေးပါ၄ပါးသောပစ္စည်းနဲ့တိဆောက်ထားတယ်၄ပါးသောပစ္စည်းနဲ့တိဆောက်ထားတယ်၄ပါးသောပစ္စည်းနဲ့တိဆောက်ထားတယ်သက်ရှိခန္ဓာကိုယ်သက်မေ့ပစ္စည်းသက်မေ့ခန္ဓာသက်မေ့ကိုလည်းခန္ဓာလို့ပြောမယ်ဆိုရင်မမှားပါဘူးခန္ဓာဆိုတဲ့အဓိပ္ပာယ်ကအစုတလို့ရဆိုတော့သက်မေ့မှလည်းပဲယခုလိုရုပ်တွေမြောက်များစွာစုပေါင်းထားတာပဲယုတ်ကသက်မေ့မှ၈ပါးအတန်ထည့်ရင်၉ပါးရှိတယ်သက်မေ့ပစ္စည်းကတော့ဒါနာမ်တော့မရှိဘူးပေါ့နာမ်မရှိလို့သက်မဲ့ဖြစ်နေတာဒါဖြင့်ယောဂီအပေါင်းသူတော်ကောင်းတို့ယောဂီတို့ခန္ဓာကိုယ်မြေရေမီးလေဆိုတဲ့၄ပါးသောဓာတ်တရားတော်နဲ့တည်ဆောက်ထားတဲ့ခန္ဓာကိုယ်ဤပုံသဏ္ဍာန်အဲ့ဒီ၄ပါးသောပစ္စည်းနဲ့ဒီပုံသဏ္ဍာန်ဖြစ်အောင်လုပ်ထားလေကိုယ်ရှိကချထားတဲ့ခုံနာယီတော့နောက်ပြီးတော့ဒီဖုန်းတော့ကွန်ပျူတာတော့အဲ့ဒါလေးပဲမြေရည်မိလေဆိုတဲ့၄ပါးသောပစ္စည်းနဲ့တည်ဆောက်ထားတာပဲဒါပေမဲ့အဲ့ဒီ၄ပါးသောပစ္စည်းကိုကိုယ်လိုတော့ခေါင်းတော်ရှည်လေရှည်တွေမပါဘူးသူတို့ကတော့သူတို့ပုံသဏ္ဍာန်ထွင်လိုက်တာပေါ့သူများတွေကြည့်လိုက်လဲအမျိုးသားလိုတစ်မျိုးအမျိုးသမီးလိုတစ်မျိုးဒါတွေလည်းပဲ၄ပါးသောပစ္စည်းနဲ့တည်ဆောက်ထားတဲ့ခန္ဓာကိုယ်မျှဖြစ်ပါရောလားလို့တရားလေးနှလုံးသွင်းပါ
စိတ်ကလေးကိုအေးချမ်းချမ်းထားပြီးတော့မိမိခန္ဓာကိုယ်ကိုလည်းဒီလေးပါးသောပစ္စည်းနဲ့တိဆောက်ထားပါ၏သူတော်ဘာရဲ့ခန္ဓာကိုယ်ကိုလည်းဒီလေးပါးသောပစ္စည်းနဲ့တိဆောက်ထားပါ၏သက်ရှိတရဝါလူတရိစ္ဆာန်တို့ကိုလည်းပဲလေးပါးသောပစ္စည်းနဲ့တိဆောက်ထားပါ၏မြင်မြင်နေသမျှသောတွေ့တွေ့နေသမျှသောကြားကြားနေသမျှသောတွေ့ထိနေသမျှသောနာရှုရတာသိသမျှသောအလုံးသောမြင်စရာအတန်လာယာဌာနအနတ်လာယာဌာနအနတ်လာတဲ့အာယုံအယတာတွေ့ထိတဲ့အဇာဟာရတွေ့ထိတဲ့အတွေ့ထိအတွေ့ပစ္စည်းများအလုံးမြေရမိလေဆိုတဲ့လေးပါးသောပစ္စည်းနဲ့တိဆောက်ပုံသဏ္ဍာန်များဖော်စထားခြင်းသာဖြစ်တယ်။ယောဂီတို့များတိုက်ကြီးတွေကိုတွေ့တိုင်းတွေ့တိုင်းဩဒါတွေဟာတန်တွေကြောက်တွေအုတ်တွေသစ်တွေဘိလမြေတွေရေတွေနဲ့တိဆောက်ထားတဲ့ကြောက်ခေဘိလမြေအပုံကြီးမြတ်ဖြစ်ပါရောလားလို့ဒီလိုတွေးမိသလိုလူတရိစ္ဆာန်သက်ရှိသက်မေလေးပါးသောပစ္စည်းနဲ့တိဆောက်ထားတယ်လို့နှလုံးသွင်းကြည့်လိုက်ပါနှလုံးသွင်းကြည့်လိုက်ပါပြီးတော့ယောဂီအပေါင်းသူတော်ကောင်းတို့ယခုဒါဘုန်းဘုန်းကတော့လေးပါးသောပစ္စည်းနဲ့တိဆောက်ထားတယ်လေးပါးသောပစ္စည်းတွေနဲ့တိဆောက်ထားတယ်လို့ပြောတော့ယောဂီတို့လည်းလိုက်ယုံရတာပေါ့ယခုလက်တွေ့ပြန်ကြည့်မယ်မြေဓာတ်ဘာပြောထားသလဲဆိုတော့နာရတုံလာကျင်တာအပါဝင်မာရာပြုတ်တာလေးတာပို့တာကျင်းတာရှို့တာအဲ့ဒါဒီမြေဓာတ်တဲ့ဒါဖြင့်ယောဂီတော်ယခုအဲ့ဒီမြေဓာတ်ပါမပါကြည့်လိုက်ကျမ်းပြင်းနဲ့တမလန်ခွေထိုင်ထားတော့မာတောင်းတဲ့သဘောတော့တွေ့မှပဲအဲ့ဒါမြေဓာတ်ပေါ့နာကျင်ကြိုက်ခဲတဲ့သဘောတွေ့လာတဲ့ယောဂီတော်ဆိုရင်ဒါမြေဓာတ်တွေ့နေတာပဲဒါဖြင့်အဲ့ဒီပထဝီဆိုတဲ့မြေဓာတ်ကဘာလောက်တတ်သလဲသူကကြမ်းတမ်းတဲ့အလုပ်ကိုလုပ်တယ်တဲ့ကက္ခဏလက်ခဏကြမ်းတမ်းလုပ်တယ်တဲ့ဗျာနားရဲထုံနဲ့ကျင်းတယ်ဆိုတာကြမ်းတမ်းတာပဲမာရဲပြုတ်တယ်ဆိုတာကြမ်းတမ်းတာပဲယခုလိုကြမ်းတမ်းနေခြင်းသည်ပထဝီဆိုတဲ့မြေဓာတ်ရဲ့အလုပ်ပါတယ်သူ့ရဲ့လက္ခဏာပါတယ်သူ့ရဲ့လက္ခဏာပဲသူ့ရဲ့လက္ခဏာဆိုပါစို့မောင်ဖြူကလိန်တတ်တယ်ဆိုရင်သူရောက်လာပြီဆိုရင်သူကလိန်ပြောတော့အာမဲသူတော့မပြောနဲ့ဒါသူ့ရဲ့လက္ခဏာသူကိုတလို့လှုပ်ထတာအဲ့ဒီလိုပြောကြသလိုပေါ့လူတူတယောက်မှတကယ်ရှိတဲ့ခရိုက်တာကိုထုတ်ပြောကြသလိုယခုလည်းပဲယောဂီအပေါင်းသူတော်ကောင်းတို့မြေဓာတ်ရဲ့တကယ်လက္ခဏာကအဲ့ဒါဗျာနာမယ်ထုံမယ်ကျင်မယ်မာမယ်ပြုတ်မယ်လိမ့်မယ်ပေါ့မယ်အဲ့ဒါကိုကသူ့ရဲ့လက္ခဏာပါတယ်အဲ့ဒါကိုကသူ့ရဲ့လက္ခဏာပါတယ်ပြီးတော့ယောဂီအပေါင်းသူတော်ကောင်းတို့ပူမေအေးမေပူရာအေးရာကဘာဖြစ်မလဲ
ပူရာအေးရာကတေဇောဆိုတဲ့မီးတဲ့ပူရာအေးရာကတေဇောဆိုတဲ့မီးပါတဲ့ဗျာပူရာအေးရာဒါသည်တေဇောဆိုတဲ့ယုတ်တရားရဲ့လက္ခဏာတေဇောဆိုတာအဲ့ဒီလိုလှုပ်တတ်တယ်အဲ့ဒီလိုလှုပ်နေတာသည်တေဇောဒီလိုမှတ်ပါနာကျင်လာတဲ့အခါမှာဒါသည်မြေဓာတ်ကနာကျင်လာပါရောလားပူလာတဲ့အခါအေးလာတဲ့အခါမှာဒါတေဇောဆိုတဲ့အကောင်ကလှုပ်နေတာပါရောလားလို့အဲ့ဒီလိုလေးနှလုံးသွင်းရပါမယ်တဲ့တဆင်ချင်းသွားနေတယ်နော်သေချာလေးလိုက်ရမယ်နာကျင်ကြိုက်ခဲလာခြင်းကိုတွေ့သည်ရှိသောမာခြင်းပြောခြင်းလေးလံခြင်းသဘောကိုတွေ့သည်ရှိသောပထဝီမြေဆိုတဲ့ယုတ်တရားလို့သတ်မှန်လိုက်ပါနာကျင်တိုင်းမာတိုင်းပြောတိုင်းဩပထဝီဆိုတဲ့မြေဓာတ်ကဒီလိုလှုပ်ဆောင်နေပါရောလားလို့အကျဉ်းချင်းရှုမှတ်နေပါဘူတဲ့အခါမှာအေးတဲ့အခါမှာလည်းပဲတေဇောဆိုတဲ့မိကဒီလိုလှုပ်ဆောင်နေပါရောလားလို့အကျဉ်းချင်းရှုမှတ်နေပါဘူတဲ့အခါမှာလည်းပဲတေဇောဆိုတဲ့မိကဒီလိုလှုပ်နေတယ်ဒီလိုလှုပ်နေတယ်လို့ယောဂီတို့တေဇောကြည်စံတေဇောဆိုတဲ့အကောင်ကဒီလိုလှုပ်တတ်ပါရောလားလို့ယောဂီများလေးလေးနက်နက်မြင်ရပါမယ်တေဇောကိုသိယုံမြတ်ဖြင့်အလုံးမဖြစ်တေဇောကိုပူရအေးလို့သိထားယုံမြတ်ဖြင့်တကယ်မမြင်သေးပါဘူးအဲ့ဒါသည်သုတ္တမယဉာဏ်ပဲရှိသေးပါ၏စိန္ဒမယဉာဏ်မြတ်ဖြင့်မဖြစ်သေးဘာဝနာမယဉာဏ်ကတော့ဝေးလေစွာဒါကြောင့်ယောဂီတို့စိန္ဒမယဉာဏ်ဘာဝနာမယဉာဏ်ဖြစ်ဖို့အကျဉ်းချင်းစဉ်းစားကြံစည်ပွားများကြရမယ်ရွှေတွေထွက်တိုင်းတာအာဘောဆိုတဲ့ရေဓာတ်ရဲ့အလုပ်ပါရောလားရေဓာတ်ဆိုတဲ့အကောင်ကဒီလိုလှုပ်ဆောင်တတ်ပါရောလားအာဘောဆိုတဲ့ရေသည်ယိုစီးတတ်ပါတယ်တဲ့ဗျာအာဘောဆိုတဲ့ရေကယိုစီးနေပါပြီအာဘောဆိုတဲ့ရေကယိုစီးနေပါပြီယောစီတတ်တဲ့အာဘောရဲ့လက္ခဏာယောစီတတ်တဲ့အာဘောရဲ့လက္ခဏာအာဘောဆိုတဲ့အကောင်သည်ယောစီနေပါပြီယောဂီများသေချာလေးကြည့်သေချာလေးအာယုံပြုသေချာလေးနှလုံးသွင်းအာဘောယောစီနေပါတယ်အာဘောယောစီနေပါတယ်ရွှေတွေထွက်တိုင်းရွှေထက်တယ်လို့မကြည့်နဲ့အာဘောဆိုတဲ့အကောင်ကြီးကအလုံးလုံးလိုက်ပြီတဲ့ဗျာဒီလိုလှုပ်ထားတဲ့ဗျာနောက်ပြီးတော့အသက်ရှူတာကိုသတိထားမိတိုင်းဖောက်ပိန်ဖြစ်တာကိုသတိထားမိတိုင်းဝါယောဆိုတဲ့လေကဒီလိုလှုပ်ထားတဲ့ဗျာလို့လှမ်းអော်လိုက်စမ်းဝါယောဆိုတဲ့လေကဝါယောဆိုတဲ့လေကဒီလိုလှုပ်ဆောင်တတ်တဲ့ကိုဝါယောဆိုတဲ့လေကဒီလိုလောက်တာဒီကောင်ဒီလိုလောက်တဲ့ဒီကြည်စံလို့မမြင်ဘူးတဲ့ပြည်စည်းလေပမုံကိုကကြည်ရသလိုကြည်မြင်နေသလိုယခုလည်းပဲဝါယောရဲ့အဖြစ်အပျက်ကိုသေချာလေးရှုကြစမ်းပါအာဘောဆိုတဲ့ရေရဲ့သဘောလက္ခဏာကိုသေချာလေးရှုကြစမ်းပါတေဇောဆိုတဲ့မီးရဲ့သဘောလက္ခဏာကိုသေချာလေးရှုကြစမ်းပါပထဝီမြေဆိုတဲ့လက္ခဏာရဲ့သဘောကိုသေချာလေးရှုကြစမ်းပါနာကျင်တိုင်းပထဝီမြေဒါပထဝီဖြစ်ပါတယ်လို့ရှုမှရွှေထွက်တိုင်းဒါကအာဘောဆိုတဲ့ရေကဒီလိုလောက်တဲ့အာဘောဆိုတဲ့သဘာဝလက္ခဏာကဒီလိုလောက်တတ်တယ်ရေဆိုတဲ့သဘာဝလက္ခဏာကဒီလိုလောက်တတ်တယ်လို့အချင်းချင်းရှုမှပါဠိမပါလေးရတယ်ဗမာလိုပြောရင်လေးရတယ်အာဘောလိုပြောလေးရတယ်ရေလိုပြောလေးရတယ်အသက်ရှူတာကိုသတိထားမိတယ်ဝါယောဆိုတဲ့လေဒါလေရဲ့လှုပ်ဆောင်ခြင်းပါရောလားလေရဲ့လှုပ်ဆောင်ခြင်းပါရောလားလို့အ
အကျဉ်းချင်းရှုမှတ်ပါလေရဲ့လှုပ်ဆောင်ခြင်းဖြစ်ပါတယ်လေရဲ့လှုပ်ဆောင်ခြင်းဖြစ်ပါတယ်လို့ယောဂီများအကျဉ်းချင်းရှုမှတ်ကြရပါမယ်စိတ်ကလေးကိုအေးချမ်းချမ်းထပ်ပြီးတော့နှလုံးသွင်းစိတ်ကလေးကိုအေးချမ်းချမ်းထပ်ပေးပါဘာပေါ်မလဲကြည့်ဘာပေါ်မလဲကြည့်ပေါ်တာနဲ့တခါတည်းအဲ့ဒီအကောင်ကြည့်ပြီးတော့နာတာလည်းမဖြစ်စေနဲ့ထုံတာလည်းမဖြစ်စေနဲ့ကျင်တာလည်းမဖြစ်စေနဲ့ပူတာအေးတာဒီနာတဲ့ရပ်တတ်မနေနဲ့ရှေ့ထောက်ကပူတယ်လက်ကနာရီအာကြိုးယောကရွှေထွက်တယ်လို့ဒီစကလုံးမှတဲ့ရပ်တတ်မနေဘဲနဲ့ရွှေထွက်လာရင်လည်းပဲအဲ့ဒီမှာကြိုးကုန်းကရွှေထွက်တယ်ဆိုတော့ဒီအသုံးနှုန်းလည်းမသုံးတော့ဘူးအာဘောဆိုတဲ့ရေကဒီလိုလှုပ်ဆောင်တတ်ပါရောလားအာဘောဆိုတဲ့ရေဓာတ်ဒီခန္ဓာကိုယ်အပြည့်ပါလေအဲ့ဒါကြောင့်ဒီရေဓာတ်ကသူ့လို့သူလှုပ်ဆောင်နေတာအသက်ရှူလာရင်လည်းပဲလေဆိုတာကောင်းကနေရှေ့ဖြားဒီအပြည့်ပါတယ်အဲ့ဒီလေကဒီလိုလှုပ်ဆောင်နေပါရောလားလို့အဲ့ဒီလိုလေးနှလုံးသွင်းနာကျင်ကြိုက်ခဲလာရင်လည်းပဲကောင်းကနေရှေ့ဖြားဒီပထဝီဓာတ်ဆိုတာပါတယ်ဟောကြည်စံအဲ့ဒီပထဝီဓာတ်ကဒီလိုလှုပ်ဆောင်တတ်ပါရောလားလို့အဲ့ဒီလိုနှလုံးသွင်းအဲ့ဒီလိုနှလုံးသွင်းတွေ့ပြီတခုခုတွေ့ပြီဆိုရင်အဲ့ဒီစကလုံးတွေနဲ့ဩဒီသဘောကဒီလိုလှုပ်ဆောင်တတ်တယ်ရေဓာတ်ကဒီလိုလှုပ်ဆောင်တတ်တယ်ရေဓာတ်ကဒီလိုလှုပ်ဆောင်တတ်တယ်မိဓာတ်ကဒီလိုလှုပ်ဆောင်တတ်တယ်ရေဓာတ်ကဒီလိုလှုပ်ဆောင်တတ်တယ်မြေဓာတ်ကဒီလိုလှုပ်ဆောင်တတ်တယ်လို့သူတို့ရဲ့သဘောသဘာဝကိုသိချာလေးအာယုံစိုက်လိုက်ပါစိတ်ကလေးကိုအေးချမ်းချမ်းထပ်ပြီးတော့နှလုံးသွင်းစိတ်ကလေးကိုအေးချမ်းချမ်းထပ်ပြီးတော့နှလုံးသွင်းပေးပါကိုယ်နဲ့မဆိုင်သလိုကိုယ်နဲ့မပတ်သက်သလိုကြည့်လိုက်ခန္ဓာကိုယ်ကြီးကိုလည်းငါခန္ဓာငံလူကြီးပဲဆွေးမနေနဲ့ဟောဒါကမြေဆိုတဲ့သဘာဝရေဆိုတဲ့သဘာဝမိဆိုတဲ့သဘာဝလေဆိုတဲ့သဘာဝဒီတဘာဝတရားတော်ကဒီလိုလှုပ်ဆောင်နေကြတယ်ဒီလိုလှုပ်ဆောင်နေကြတယ်လို့ယောဂီတို့အကျဉ်းချင်းရှုမှတ်ပွားများအထောက်နေကြရပါမယ်စိတ်ကလေးကိုအေးချမ်းချမ်းထပ်ပြီးတော့နှလုံးသွင်းပေးပါစိတ်ကလေးကိုအေးချမ်းချမ်းထပ်ပြီးတော့နှလုံးသွင်းဘာပုံမလဲစောင့်ကြည့်ရှေ့ထောက်ကလက်ကလို့မပြိုးပေနဲ့
ရေသဘောကိုတွေ့ရင်ရွှေထက်တာကိုတွေ့ရင်ရေလို့ပြောအဲ့ဒီရေဒီအဲ့ဒီကျိုးရိုးမှာပဲရှိတာမဟုတ်ရွှေထွက်နေတဲ့နေရာမှာပဲအဲ့ဒီရေရှိတာမဟုတ်ဘူးနော်ခေါင်းကနေရေပြားဒီရေပါတယ်လေဗျာအဲ့ဒီလိုနှလုံးသွင်းလိုက်နားတယ်ဆိုရင်လည်းပဲအဲ့ဒီဒူးမှာပဲအဲ့ဒီမြေဓာတ်ရှိတာမဟုတ်ဘူးခေါင်းကနေရေပြားဒီရှိတယ်အဲ့ဒီမြေဓာတ်ကဒီလိုထွက်တာလို့ကြည့်လိုက်ဒုတနေရာတွေမကြည့်နဲ့ပေါ်နေတဲ့တနေရာတွေကိုကြည့်ရင်ပေါ်ပြီးတော့နာကျင်တတ်တယ်တကယ်သဘာဝလက္ခဏာထင်ဖို့လေခက်ခဲတယ်ဒါကြောင့်တနေရာတွေမကြည့်ဘဲနဲ့နှာခေါင်းကအသက်ရှူရင်လေနှာခေါင်းတနေရာတွေမကြည့်နဲ့လေရှိတော့လေထွက်တယ်ခေါင်းကနေရှေ့ပြားတိလေတုံးကြီးရှိတယ်လေခေးကြီးရှိတယ်အဲ့ဒီလေကဘာဖြစ်တယ်လဲလေထွက်တာပေါ့လေကိုဖြစ်စေတာပေါ့ဒီလိုတွန်းကန်တာပေါ့ဟောဒါရှိလို့ဒါထွက်ပါရောလားဒါရှိလို့ဒီလိုတွန်းကန်ပါရောလားဒီလိုရောစည်းပါရောလားဒီလိုပူအေးပါရောလားဒီလိုကျဉ်းတန်းတဲ့သဘောတွေထွက်ပါရောလားလို့တဏှာတွေမကြည့်ဘဲနဲ့ခေါင်းကနေရှေ့ပြားတိပါဝင်နေတယ်ဆိုတာနှလုံးသွင်းပြီးမှယောဂီတို့ကြည့်ရှုလိုက်ပါပေါ်ပြီးတော့ယောဂီတို့ဉာဏ်မြင်မများထင်ရှားလာပါလိမ့်မယ်ယောဂီများဉာဏ်အမြင်တွေပေါ်ပြီးတော့ထင်ရှားလာပါလိမ့်မယ်စိတ်ကလေးကိုအေးချမ်းချမ်းထပ်ပြီးတော့နှလုံးသွင်းပါကောင်းကနေရှေ့ပြားသည့်အာယုံပြုပြီးတော့မှရှုမှတ်ပေးပါတဏှာတွေမကြည့်ပါနဲ့တင်ပါကနာရင်တင်ပါမှာပဲပထဝီစုနေတာမဟုတ်ဘူးဗျာတင်ပါကအကြောင်းကျိုးမညီညွတ်လို့အဲ့ဒီနာကထွက်သွားတာတကယ်ရှိတာကကောင်းကနေရှေ့ပြားသည့်အပြည့်ရွှဲထွက်တာကလည်းရင်ဖကတခုတည်းမဟုတ်ဘူးဗျာခေါင်းကတခုတည်းမဟုတ်ဘူးခေါင်းကနေရှေ့ပြားသည့်ရေတုံးကြီးဖြစ်ပါတယ်အကြောင်းကျိုးမညီညွတ်တဲ့နေရာကရေကစိမ့်ထွက်တာပဲယိုစီးတာပဲစိတ်ကလေးကိုအေးချမ်းချမ်းလေးထပ်ပြီးတော့နှလုံးသွင်းမိမိရဲ့ခန္ဓာကိုယ်မြေရင်မိလေးဆိုတဲ့ပစ္စည်းနဲ့တိဆောက်ထားတဲ့အဲ့ဒါကြောင့်အဲ့ဒီသဘောတွေလက္ခဏာတွေထွက်ပေါ်နေတယ်သ
သူတော်ဘာရဲ့ခန္ဓာကိုယ်လည်းအဲ့လိုပဲထွက်ပေါ်နေတာပဲသူတော်ဘာဆိုတဲ့နေရာမှာလူလေးဒီလိုပဲတိရစ္ဆာန်လေးဒီလိုပဲတကယ်တော့သက်ရှိသက်မဟုတ်ပါဘူးတဲ့သက်မဲ့ပစ္စည်းတော့ဒီလည်းပဲအဲ့ဒီလိုပဲထွက်ပေါ်နေကြတာပါပဲရေပါလို့ရေသဘောလေပါလို့လေသဘောအပူအအေးပါလို့အပူအေးသဘောမြေဓာတ်ပါလို့မြေဓာတ်သဘောတွေထွက်ပေါ်နေတယ်ကြည့်တဲ့အခါမှာယောဂီသူတော်စင်တို့ကဒုကနာတယ်ဆိုရင်ဒုတဏှာတွေမကြည့်ဘဲနဲ့ဩခန္ဓာကိုယ်ကြီးဒီဆောက်တုံးကမြေဓာတ်ပါလို့မြေဓာတ်ထွက်ပေါ်နေပါရောလားလို့အဲ့ဒီလိုပဲပြောဒုကလို့မပြောနဲ့ဒုတဏှာတွေကိုလည်းကြည်တာမျိုးမလုံးနဲ့ဒုဆိုတဲ့ဘုံတရံကိုလည်းမဖော်နဲ့မမြင်လေကောင်းလေမပါလေကောင်းလေအသက်ရှူရင်လေနှာခေါင်းကဖောင်းပိန်ဖြစ်ရင်လေဘိုက်ရဆိုပြီးတော့ဇွေမထမ်းနဲ့ခေါင်းကနေရှည်ပြသည့်လေပါလို့လေကတွန်းကန်ခြင်းသဘောလက္ခဏာပြနေတာလို့လေကိုပဲအာယုံစိုက်လေကိုအာယုံစိုက်ပြီးလေရဲ့သဘောကဒီလိုဖြစ်ပါရောလားအဲ့လိုပဲအာယုံပြုပူလာရင်လည်းပဲတေဇောဆိုတဲ့သဘာဝခေါင်းကနေရှည်ပြသည့်ပါလို့တေဇောကဒီလိုပူခြင်းသာဖြစ်ပါရောလားအေးခြင်းသာဖြစ်ပါရောလားလို့အဲ့ဒီလိုလေးနှလုံးသွင်းအဲ့ဒီလိုသွန်းလည်းယောဂီတော်တကယ့်သဘာဝတရားကြီးဆိုတာမြင်လာလိမ့်မယ်နော်ပေါ့မတွက်နဲ့ဗျအဲ့ဒါကိုမြင်ရင်ကိုပဲတရားကတော်သဘောပေါက်နေပါပြီတော်သဘောပေါက်နေပါပြီဘုံတော်ကြည်တော်မူကြကုန်သောဝိပါတိတိခိဝေတဗုကာကုတံကောနာဂုံကတ္တဗဂေါတမဟုသောဘုရားရှင်အဆုစုတော်သည်လူမေနမေပြမမင်းတော်ဤပူဇော်ထုကိုခံယူတော်မူထိုက်ပါပေ၏မဖမပြန်ဟောင်းမှန်စွာသိတော်မူပါပေ၏အတိုင်းမသိမြောက်များစွာသောပါရမီတော်တော်ရှိတော်မူပါပေ၏အတိုင်းမသိမြောက်များစွာသောဂုဏ်တော်တော်ရှိတော်မူပါပေ၏အတိုင်းမသိမြောက်များစွာသောဉာဏ်တော်တော်ရှိတော်မူပါပေ၏အတိုင်းမသိမြောက်များစွာသောကိုယ်အစွမ်းနောက်အစွမ်းဇာယစွမ်းတော်ရှိတော်မူပါပေ၏အတိုင်းမသိမြောက်များစွာသောတကောအဋ္ဌိပရှိတော်မူပါပေ၏အတိုင်းမသိမြောက်များစွာသောကြောစိုးခြင်းရှိတော်မူပါပေ၏ဒီကဲ့သို့ပွင့်တော်မူပြီးဖြစ်ကြကုန်သောဘုရားရှင်အဆုစုတော်ဤဂုဏ်တော်ကျေးဇူးတော်တကောတော်ကြောင့်အလုံးသောယောဂီသူတော်စင်အပေါင်းတို့သည်ပြုသမျှသောဒါနကုသိုလ်သံဃာတော်အရှင်သူမြတ်တော်အားကထိန်သင်္ကန်းပြည့်စည်လေးပါးတော်ကိုလှူဒန်းကြရသည်ဒါနကုသိုလ်သောက်တည်ကြရသည်သီလကုသိုလ်ပွားများအထောက်ကြရသည်ဘာဝနာကုသိုလ်တော်ဤဂုဏ်တော်ကျေးဇူးတော်တကောတော်ကြောင့်အလုံးသောနာကောင်းနာမြတ်နာပေါင်းတော်နှင့်တကွယောဂီသူတော်စင်ပေါင်းတော်သည်အလုံးသောကဘာသူကဘာသားမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတို့သည်အလုံးသောလူရှင်မိသားစုအပေါင်းတို့သည်ကျမ်းမာပါစေတည်းရှမ်းသာပါစေတည်းယောဂဗယတွေကင်းဝေးနိုင်ကြပါစေတည်းဆ
စီးပွားဥစ္စာတွေတိုးတက်နိုင်ကြပါစေတည်းဘုံကံတွေကြီးမားကြပါစေတည်းသစ္စာလေးပါးမြတ်တရားကိုလွယ်ကူစွာထိုးထွင်းသိမြင်တော်မူနိုင်ကြပါစေကုန်သတည်းကျုတာကျုတာကျုပါဗျာအမြတ်ဝေကြမယ်မိမိနဲ့ထပ်တူထပ်မြတ်သူတစ်ပါးအပေးဝေကြမယ်မိမိကတော့ရစရာရှိတာရပြီးပြီယူစရာရှိတာယူပြီးပြီတရားမနာနိုင်တဲ့ပုဂ္ဂိုလ်များကိုအမြတ်ဝေကြမယ်တချို့ကမကြုတ်မလို့လို့တရားမနာနိုင်တာရှိတယ်တချို့ကမအားလို့မနာနိုင်တာရှိတယ်အမြတ်ဝေတဲ့အခါမှာလူတွေလေးပါတယ်နတ်တွေလေးပါတယ်မကြွမလို့တဲ့ပိတ္တာတွေလေးပါတယ်အကုန်လုံးပေါ်အမြတ်ဝေနိုင်တဲ့သာဓုခေါ်ဆိုနိုင်တဲ့ပုဂ္ဂိုလ်တွေအလုံးပါတယ်အရှင်ဘုရားတပည့်တော်တို့သည်ယနေ့ယခုအာထောက်သမျှပြုသမျှမြတ်ဘာကကိုတပည့်တော်တို့ဤမိဘဘိုးဘွားဆွေမျိုးတို့အားအမြတ်ပေးဝေပါ၏တပည့်တော်တို့နေထိုင်ရာဤတောရအတွင်းဤအိမ်အတွင်းဤခြံဝိုင်းအတွင်း၌ရှိကြကုန်သောနတ်ဒေဝတို့အားအမြတ်ပေးဝေပါ၏တပည့်တော်တို့နေထိုင်ရာဤမြို့အတွင်းဤတိုင်းအတွင်း၌ရှိကြကုန်သောနတ်ဒေဝတို့အားအမြတ်ပေးဝေပါ၏တပည့်တော်တို့နေထိုင်ရာဤနိုင်ငံအတွင်းဤကမ္ဘာတွင်၌ရှိကြကုန်သောနတ်ဒေဝတို့အားအမြတ်ပေးဝေပါ၏မြေဆောင်နံရေဆောင်နံအာဂတဇောယောဂဇောနံတို့အားအမြတ်ပေးဝေပါ၏သာသနာတော်ကိုလောကကြီးကိုစောင့်ရှောက်နေကြကုန်သောနတ်ဒေဝတို့အားအမြတ်ပေးဝေပါ၏ဝိရုလကဝိရုပက္ခဒတရထကုဝရဟုသောနာမည်ကြီးလေးဦးနှင့်တကွာရွှေရန်များစွာနတ်ဒေဝတို့အားအမြတ်ပေးဝေပါ၏ဘောတော်တရားမင်းနှင့်တကွာရွှေရန်များစွာနတ်ဒေဝတို့အားအမြတ်ပေးဝေပါ၏30ဘုံကျင်လေနေကြကုန်သောတတ္တဝါတို့အားအမြတ်ပေးဝေပါ၏အမြတ်ရကြသည်ဖြစ်ပါစေသာအရှင်ဘုရားကုသိုလ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုကုသိုလ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာ